နိဗ္ဗာန်ဆိုတာဘာလဲလို့မေးရင်နိဗ္ဗာန်ဆိုတဲ့စကားကနိဝါဏနော်စကားနှလုံးပေါင်းထားတာဟုတ်လားနိရယ်ဝါဏရယ်နိဆိုတာမရှိတာဝါဏဆိုတာတဏှာလောဘနော်တဏှာလောဘမရှိရဘူးတဏှာလောဘမရှိတဲ့သဘောကိုနိဗ္ဗာန်လို့အကျဉ်းမြင်နိဗ္ဗာန်နိဗ္ဗာန်ဆိုတဲ့စကားလုံးလေးကိုအဲ့ဒါလိုလေးဘုံဘုံတို့နားလည်ရမယ်ပေါ့နော်ဘုံဘုံတို့အမြဲတစေရွတ်ဖတ်ပူဇော်နေကြတဲ့ဓမ္မစကြာတရားဒေသနာတွေထဲမှာမြတ်စွာဘုရားကနိဗ္ဗာန်ဆိုတာဘာကိုပြောတာတော့နိရောဓသစ္စာဆိုတာဘာကိုပြောတာတော့ဆိုတာနဲ့ပတ်သက်ပြီးတော့ယောတတ္တယေဝတဏယအတေတဝိရာဂနိရောဓစာကောပฏิနိဒ္ဒကောမုဒ္ဒိအနာလယောလို့တိတိကျကျနိဗ္ဗာန်ရဲ့အဓိပ္ပာယ်ကိုဖွင့်ပြတယ်နိဗ္ဗာန်ဆိုတာဘာတော့ယောတတ္တယေဝတဏယအတေတဝိရာဂနိရောဓနောက်တဏှာလောဘရဲ့အကျွင်းမဲ့ကင်းပြတ်ချုပ်ငြိမ်းသွားတဲ့သဘောနော်စာကောပฏิနိဒ္ဒကောမုဒ္ဒိအနာလယောနော်တဏှာလောဘကိုစွန့်လိုက်တဲ့သဘောတဏှာလောဘနဲ့မကန့်ညှိတဲ့သဘောတဏှာလောဘကလွတ်မြောက်သွားတဲ့သဘောညှိကပ်တွေ့တာမှုမရှိတဲ့သဘောအဲ့ဒါဟာနိဗ္ဗာန်ပဲလို့နိဗ္ဗာန်ကိုမြတ်စွာဘုရားတိတိကျကျအဲ့ဒါလိုစကားလုံးတွေသုံးပြီးတော့ဟောခဲ့တာဟုတ်လားဒါနိဗ္ဗာန်ဆိုတာဘာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဘုံဘုံတို့မှတ်သားကြဖို့ဒါမြတ်စွာဘုရားရဲ့စကားတော်လေးတွေကိုပြောပြတာမြတ်စွာဘုရားလက်ထက်ကနော်ရှင်သာရိပုတ္တရာကိုသာသနာပြင်ပအယူဆမတူကြတဲ့နော်ဗရပိုက်တွေကဒီနိဗ္ဗာန်နဲ့ပတ်သက်ပြီးတော့မေးခဲ့တဲ့အကြောင်းအရာတွေကိုမှတ်တမ်းတင်ထားတာရှိတယ်ဥပမာတာမန္တကဗရပိုက်ဆိုရင်ရှင်သာရိပုတ္တရာကိုဘယ်လိုမေးတော့အရှင်ဘုရားနိဗ္ဗာန်လို့ပြောဆိုနေကြတယ်နိဗ္ဗာန်ဆိုတာဘာကိုပြောတာတုံးလို့တဲ့တဲ့ပဲမေးတယ်မေးတော့ရှင်သာရိပုတ္တရာကအေးတဲ့နိဗ္ဗာန်ဆိုတာယာကကုံရာဒေါသကုံရာမောဟကုံရာကိုပြောတာနော်ယာကဒေါသမောဟကင်းတဲ့သဘောကိုနိဗ္ဗာန်လို့ပြောတာဆွေးမဲ့မှုဆိုတဲ့ယာကမကြည်နပ်မှုဆိုတဲ့ဒေါသမိုက်မဲတူပေမှုဆိုတဲ့မောဟအဲ့ဒီယာကဒေါသမောဟတို့ကင်းပြောင်းနေတဲ့သဘောကိုနိဗ္ဗာန်လို့ပြောတာယောကောအာဟုသောရာဂခေယောဒေါသခေယောမောဟခေယောဣဒံဥစ္စတိနိဗ္ဗာန်နော်ယာကကုံရာဒေါသကုံရာမောဟကုံရာဆိုတဲ့သဘောတရားရှိတယ်အဲ့ဒါနိဗ္ဗာန်ပဲလို့အဲ့ဒါလို့အဓိပ္ပာယ်ဖွင့်ပြတယ်ဒါဖြင့်ရင်ရှင်ဗျာအဲ့ဒီနိဗ္ဗာန်ကိုရောက်ဖို့အတွက်လမ်းကြောင်းကိုရှိပါရဲ့လားဆိုတော့ရှိတာပေါ့အဲ့ဒီလမ်းကြောင်းကမဂ်ကင်၈ပါးပဲလို့အဲ့ဒါလို့ဖြေကြားခဲ့တာရှိဟုတ်လားအဲ့တော့ဒီစကလုံးတွေကိုဘုံဘုံတို့စူးစီးပြီးတော့မှတ်သားမယ်ဆိုရင်နိဗ္ဗာန်ဆိုတာဘာလဲနိဗ္ဗာန်ဆိုတာနိဝါဏတဏှာလောဘကင်းတဲ့သဘောဒါအတူဆုံးအတိပဲပေါ့နော်နည်းနည်းလေးပူပြီးတော့အခြေတဝဲမှတ်ချင်တယ်ဆိုရင်ယောတတ္တယေဝတဏယအတေတဝိရာဂနိရောဓစာကောပฏิနိဒ္ဒကောမုဒ္ဒိအနာလယောဆိုတဲ့ဒီစကလုံးရဲ့အတိပ္ပယ်ကိုတိတိကျကျလေ့လာပြီးတော့ကိုယ့်ရဲ့စိတ်ထဲမှာရှင်းလင်းအောင်ကြိုးစားရမယ်ပေါ့နော်နိဗ္ဗာန်ဆိုတာကမဉ္ဇဉ်ပူဉ္ဇဉ်ဖြစ်တာလေမျက်မှောက်ပြုနိုင်သိနိုင်တဲ့တရားဖြစ်တဲ့အတွက်ကြောင့်မသိဘူးမမြင်ဘူးမျက်မှောက်မပြုတ်ဘူးသေးတဲ့ပုဂ္ဂိုလ်တွေကမသိဘူးမမြင်ဘူးမျက်မှောက်မပြုတ်ဘူးသေးတဲ့ပုဂ္ဂိုလ်တွေကိုနားလည်အောင်ပြောဖို့ဆိုတာမလွယ်ဘူးဟုတ်လားအလွန်မှခက်ခဲနေတဲ့တဘာဝတရားကြီးပေါ့နော်ဒါကြောင့်မြတ်စွာဘုရားဖြစ်ပြီးကသာမှာနော်စိတ်ထဲမှာပေါ်လာတဲ့ခါထာတော်တွေကိစ္ဆေနမေအဓိကတံဟလန္တာနိပကတိတောရာဂဒေါသပရိတေဟိနာယံဓမ္မောတုတံဘုဒ္ဓောပတိသောတာဂာမေနိပုဏ္ဏဂံဗီရံဒုတ္တတံအနုရာဂရတ္တနတ္တခန္တိတမောခန္တေနအာဟုတာဒီကထာတော်လေးနှစ်ပုဒ်နိဗ္ဗာန်နဲ့ပတ်သက်ပြီးတော့သူတော်ကောင်းတရားနဲ့ပတ်သက်ပြီးတော့နားလေစရာအလွန်ကောင်းတယ်ပေါ့တနည်းအားဖြင့်တတ္တဝါတို့ရဲ့သဘာဝသူတော်ကောင်းတရားရဲ့သဘာဝနှိုင်းရှင်ပြီးတော့နားလေကြည့်စရာအလွန်ကောင်းတယ်။ဘာပြောတာတော့ကိစ္ဆေနမေအဓိကတံဟလန္တာနိပကတိတောနော်ငါခက်ခဲရင်းရင်းရှာဖွေလို့သိထားတယ်ရထားတယ်ဒီသူတော်ကောင်းတရားတနည်းအားဖြင့်ဒီသစ္စာ၄ပါးတနည်းအားဖြင့်ဒီနိဗ္ဗာန်ဆိုတဲ့တရားဟာသိဖို့အလွန်ခက်ခဲတဲ့အတွက်ကြောင့်တတ္တဝါတွေကိုနားလည်အောင်ပြောပြဖို့ဆိုတာဒီအချိန်မှာမလွယ်သေးဘူးတဲ့ရာဂဒေါသပရိတိဟိနာယံဓမ္မောတုတံဘုဒ္ဓောဆွဲမဲ့မှုတွေမကျေနပ်မှုတွေနဲ့နှိမ့်ဆက်ခံနေရတဲ့စိတ်နှလုံးရှိတဲ့ဒီတတ္တဝါတွေဟာ
ဒီလောက်ခက်ခဲနဲ့နေတဲ့နိဗ္ဗာန်ဆိုတဲ့တရားသစ္စာ၄ပါးဆိုတဲ့တရားကိုသူတို့လွယ်လွယ်ကူကူသိနိုင်မှာမဟုတ်ဘူးတဲ့ဟုတ်လားဒီထဲမှာနိဗ္ဗာန်ဟာနားလည်ဖို့ခက်တယ်ဆိုတာလေးဘာကြောင့်နားလည်ဖို့ခက်တာလဲဘာကြောင့်သိဖို့ခက်တာလဲဆိုတာလေးအဖြေတစွန်းတစတွေ့ရတယ်လို့ဘုံဘုံထင်တယ်အဲ့ဒါကဘာတော့ရာဂဒေါသပရိတေဟိတဲ့ဘုံဘုံတို့ရဲ့စိတ်ကိုရာဂဒေါသတွေကနှိပ်စက်ထားလို့နော်နာယံဓမ္မောတုတ္တံဘုဒ္ဓအဲ့ဒီသစ္စာလေးပါးတရားအဲ့ဒီနိဗ္ဗာန်ဆိုတဲ့တရားကိုလွယ်လွယ်ကူကူမသိနိုင်ဘူးပတိသောတာဂာမိနိဗ္ဗုဏံဂံပီရံဒုဒ္ဒတံအနုရာဂရတ္တနတ္တခန္တိတမောခန္တေနအာဟုတ္တနော်ပတိသောတာဂာမိအဆန်လန်းကြီးဖြစ်တယ်တဲ့ဒါကိုသိအောင်လုပ်ဖို့ဆိုတာကအစုံလန်းကိုစီးမျိုးပြီးတော့လိုက်ရတယ်လို့မလွယ်ဘူးပေါ့နော်ဘုရားကောင်းတရားကိုသိဖို့ဆိုတာအဆန်လန်းပေါ့ဟုတ်လားပတိသောတာဂာမိနိဗ္ဗုဏံနော်အလွန်နုညံ့သိမ်မွေ့တယ်ဂံပီရံနဲ့နဲတယ်ဒုဒ္ဒတံမြင်ဖို့ခက်တယ်တဲ့အဲ့ဒါကြောင့်မလို့ရာဂရတ္တနတ္တခန္တိတမောခန္တေနအာဟုတ္တနော်ဆွဲမဲ့မှုຢာကတွေနဲ့ဘဝရဲ့ပုံမှာမက်မောနေကြတဲ့မတိမှုမောဟတရားအမိုက်အမှောင်ကြီးကဖုံးလွှမ်းထားတဲ့ဒီတတ္တဝါတွေအတွက်ဒီသူတော်ကောင်းတရားကိုနတ္တခန္တိလွယ်လွယ်ကူကူသူတို့သိနိုင်မြင်နိုင်မှာမဟုတ်ဘူးလို့အဲ့လိုမြတ်စွာဘုရားဟောတာဟုတ်လားအဲ့တော့ဒါလေးကအတူတူအဓိပ္ပာယ်မှတ်ရမှာကဒီတရားကိုသိအောင်ကြိုးစားကြမဲ့ပုဂ္ဂိုလ်တွေရဲ့စိတ်နှလုံးမှာရာဂဒေါသမောဟဆိုတဲ့တရားတွေဖုံးလွှမ်းနေတဲ့အတွက်ကြောင့်နော်ဒီတရားဟာသိဖို့အလွန်ခက်ခဲတယ်တရားကနည်းနည်းခက်ခဲလို့နော်သိဖို့ခက်တာကလည်းတစ်ပိုင်းသိအောင်လုပ်မဲ့ပုဂ္ဂိုလ်တွေရဲ့စိတ်မှာလည်းပဲနော်အမိုက်အမှောင်တွေဖုံးလွှမ်းနေလို့မသိအောင်လုပ်တတ်တဲ့တရားတွေဖုံးလွှမ်းနေလို့သိဖို့ခက်တာကလည်းတစ်ပိုင်းဒီလိုလေးဘုံဘုံကတော့တွေးကြည့်မိတယ်ပေါ့ဟုတ်လားကိုကြည့်မဲ့အရာကိုမြင်ဖို့ဆိုတာကြည့်မဲ့အရာကမြင်ရမဲ့အရာကလည်းနုညံ့သိမ်မွေ့လွန်းတာကတစ်ပိုင်းဟုတ်လားဒီကြည့်မဲ့မျက်စိကိုကလည်းပဲမှုံးနေတာကလည်းတစ်ပိုင်းဒါကဥပမာပြောတာနော်ကိုကြည့်မဲ့အရာလေးကလည်းနုနုညံ့ညံ့လေးဒီကြည့်မဲ့မြင်မဲ့မျက်လုံးကလည်းဘယ်လိုဖြစ်နေတော့မှုံးနေတယ်အားနေနေတယ်ကြည်လင်မှုမရှိဘူးဒါဆိုရင်ဒါမြင်ဖို့ဘယ်လိုဖြစ်သွားပြီတော့အလွန်ခက်သွားပြီပေါ့နော်အခုတော့ဒီနိဗ္ဗာန်ဆိုတဲ့တရားကသူကို၌ကိုကလည်းပဲပါတော့မြင်ဖို့ခက်ခဲတယ်နော်ဒါကိုမြင်အောင်ကြိုးစားကြမဲ့ပုံကိုယ်တွေဒီနေ့အဖြစ်တတ္တဝါတွေရဲ့စိတ်မှာလည်းပဲမြင်တတ်တဲ့သဘာဝတွေကဘလို့ဖြစ်နေတော့အားနည်းနေတယ်ဒီနေ့အဖြစ်ရာဂဒေါသမောဟတွေကဖုံးလွှမ်းနေတယ်ဒါကြောင့်မလို့နိဗ္ဗာန်ဆိုတဲ့တရားဟာမြင်ဖို့ခက်တယ်ဆိုတာလေးကိုနားလည်ရမယ်ပေါ့ဟုတ်လားတတ္တဝါတွေရဲ့စိတ်အနေအထားနဲ့ဒီသူတော်ကောင်းတရားရဲ့သဘာဝဒါလေးတွေကိုဘုံဘုံတို့ကရှင်းပြီးတော့ကြည့်မှအော်နိဗ္ဗာန်ဆိုတာသိဖို့မြင်ဖို့အလွန်ခက်ပါလားဆိုတာကိုသိနိုင်တာဟုတ်လားဘုံဘုံတို့ရူပါရာမသုတ်တံဆိုပြီးတော့မြတ်စွာဘုရားဟောထားတဲ့သုတ်တံတစ်ပုဒ်ရှိတယ်အဲ့ဒီမှာနိဗ္ဗာန်ကိုမြင်ကြတဲ့အရိယာသူတော်စင်ကြီးတို့ရဲ့သဘောနိဗ္ဗာန်ကိုမမြင်ကြတဲ့ပုထုသင်တို့ရဲ့သဘောနော်အမြင်ချင်းမတူတဲ့အတွက်ကြောင့်နော်ဆန့်ကျင်ဘက်တွေဖြစ်နေတတ်တဲ့သဘာဝလေးတွေကိုမြတ်စွာဘုရားဟောထားတာအဲ့ဒီဒေသနာတွေကိုလေ့လာကြည့်မယ်ဆိုရင်လည်းပဲနိဗ္ဗာန်ဟာသိဖို့မြင်ဖို့ခက်ခဲတယ်ဆိုတာကိုတနည်းတစ်ပုံသဘောပေါက်လို့ရတယ်ပေါ့အဲ့ဒီသုတ္တမမြတ်စွာဘုရားဘယ်လိုဟောထားတယ်ဆိုတော့ယဟန်တို့တဲ့တတ္တဝါတွေဆိုတာနော်လူတွေတင်မကဘူးမြတ်စွာဘုရားအဲ့ဒီသုတ်တန်ထဲမှာနော်ဒေဝမနုဿာနော်နတ်တွေပါထည့်ပြီးတော့ဟောတယ်နတ်နဲ့တကွာတော့ဟောဒီလောကကြီးဟာရူပါရာမဘိက္ခဝေနော်ဒေဝမနုဿာနော်အယောင်အဆင်းမှာပျော်မွေ့နေကြတယ်အယောင်အဆင်းလင်ပျော်မွေ့ရာရှိတယ်အယောင်အဆင်းမှာပဲပျော်နေတယ်အယောင်အဆင်းမှာပဲဝမ်းမြောက်နေကြတယ်ဒါကြောင့်အယောင်အဆင်းပျက်စီးသွားပြီဆိုရင်အဲ့ဒီတတ္တဝါတွေအလွန်ဆင်းရဲကြတယ်ပူလောင်ကြတယ်မြတ်စွာဘုရားဟောပုံလေးနော်အဲ့ဒါလိုပဲအတန်အနတ်အရသာအတွေ့အထိဓမ္မယုံအာယုံ6ပါးမှာပဲတတ္တဝါတွေကပြောကြတယ်အဲ့ဒီအာယုံ6ပါးပျက်စီးပြီဆိုရင်နော်ကိုမမောနေတယ်ကိုနှစ်သက်နေတယ်ကိုပျော်ရွှင်နေတယ်ဒီအာယုံလေးတွေပြတ်သွားပြီဆိုရင်ဘာဖြစ်ပြီတော့ဆင်းရဲကြပြီပေါ့နော်ဒါတတ္တဝါတွေရဲ့သဘောမြတ်စွာဘုရားကြတော့အဲ့လိုမဟုတ်ဘူးတဲ့ဒီအာယုန်ရဲ့သဘာဝကိုမြတ်စွာဘုရားကအသေးစိတ်အကုန်သိတော်မူတယ်မြင်တော်မူတယ်။နော်ဒီအာယုန်တွေဘလို့ဖြစ်လာသလဲဒီအာယုန်တွေဘလို့ပြတ်သွားသလဲဒီအာယုန်ရဲ့ตาရပွဲဆိုတာဘာလဲကောင်းတဲ့အကွက်ပေါ့နော်ဒီအာယုန်ရဲ့အပြစ်မကောင်းတဲ့အချက်ကဘာလဲဒီအာယုန်တွေကထွက်မြောက်ရာအဲ့ဒါကဘာလဲမြတ်စွာဘုရားစုံစုံစိတ်စိတ်အကုန်သိတယ်ပေါ့နော်ဖြစ်ချင်းပြက်ချင်းကိုလည်းမြင်တယ်ตาရပွဲကိုလည်းမြင်တယ်အပြစ်ကိုလည်းမြင်တယ်ထွက်မြောက်ရာကိုလည်းမြင်တယ်အဲ့ဒါကြောင့်မလို့ဒီအာယုန်ရဲ့ပုံမှာမြတ်စွာဘုရား
တာယာမှုနှစ်သက်မှုမရှိဘူးပျော်ရွှင်မှုကြည်နူးမှုမရှိဘူးဒါကြောင့်ဒီအာယုန်တွေပြည့်ချိန်ကြလို့ပြက်သွားပြီဆိုရင်မြတ်စွာဘုရားမှာနော်စင်စင်ရဲရဲနေရတယ်ဆိုတာမရှိဘူးချမ်းချမ်းသာသာပဲနေရတယ်တဲ့ခွာခြားပုံလေးကိုပြောတာနော်အဲ့ဒါဆက်ပြီးတော့မြတ်စွာဘုရားပြောပြတဲ့ဂါထာတော်တွေထဲမှာနိဗ္ဗာန်ကိုမမြင်ကြတဲ့ပုထုဇဉ်တို့ရဲ့အမြင်နိဗ္ဗာန်ကိုမြင်တော်မူကြတဲ့အရိယာတို့အမြင်ဘယ်လောက်ထိကွာခြားနေသလဲဆိုတာလေးကိုမြတ်စွာဘုရားကအဲ့ဒီမှာဟောတာလောကကြီးမှာနှစ်သက်စရာမျက်နှိုးစရာကောင်းတဲ့နော်အယောင်တွေအတန်တွေအနက်တွေအရသာတွေအတွေ့အထိတွေဓမ္မယုံဆိုတဲ့အတွေ့အကြံတွေအဲ့ဒါတွေဟာရှိတယ်တဲ့အာယုံ6ပါးအာယုံ6ပါးမှာနှစ်သက်စရာအာယုံ6ပါးရှိသလိုမနှစ်သက်စရာအာယုံ6ပါးလည်းရှိသေးတာ哦ဒါကြောင့်သူကအိဋ္ဌာကန္တာမနာပါစတဲ့နှစ်သက်စရာကောင်းတဲ့မျက်နှိုးစရာကောင်းတဲ့နော်အာယုံ6ပါးလောကမှာရှိတယ်တဲ့တတေဝကတလောကတဣတိယောဒုက္ခတမ္မတာယထစေတေနိရောဇန္တိတန်တေတံဒုက္ခတမ္မတာအဲ့ဒါနတ်နဲ့တကွာတော့ဟောဒီတလောကလုံးကဒီအာယုံ6ပါးနှစ်သက်ဖွယ်ကောင်းတဲ့အာယုံ6ပါးနဲ့ပြည့်စုံခြင်းကိုချမ်းသာလို့သမုတ်ကြတယ်တဲ့ပြောကြတယ်။ဩသူတို့မြန်ကြည်စမ်းနော်ကောင်းလိုက်တာချမ်းသာလိုက်တာဘာကိုကြည့်ပြောတာတော့ဒီအာယုံတွေပြည့်စုံတာကိုကြည့်ပြီးတော့ပြောတာ။ဒီအာယုံတွေကြိုက်သလောက်အလိုရှိသလိုအလိုရှိသလောက်လဲလဲလို့ရတဲ့ပိုက်ဆံတို့ငွေကြေးတို့ဥစ္စာပစ္စည်းတို့ပြည့်စုံရင်လည်းပဲဒါသူတို့မဲ့ကောင်းလိုက်တာချမ်းသာလိုက်တာလို့ပြောကြတာ။တကယ်တမ်းကပိုက်ဆံပေါ်လို့ချမ်းသာတယ်လို့ပြောတာအဲ့ဒီပိုက်ဆံကိုဘာလို့ချမ်းသာတယ်လို့ပြောတာတော့သူလိုချင်တဲ့အာယုံနဲ့လဲလို့ရလို့နော်အာယုံမှာကောင်းတဲ့ထက်ကောင်းတဲ့အာယုံနဲ့လဲလို့ရတယ်ဟုတ်လားဒါကချဲ့ထွင်ပြီးတော့စဉ်းစားကြည့်ဟုတ်လားဒါကြောင့်လူတွေတယောက်ကိုတယောက်သူတို့မေချမ်းသာလိုက်တာလို့ချမ်းသာကိုဘလို့သတ်မှတ်တာဘလို့သမုတ်ကြတာတော့နော်ဘာကိုချမ်းသာလို့လူတွေကသတ်မှတ်ကြတာတော့ဒီအာယုံနဲ့ပြည့်စုံရင်ပြည့်စုံတဲ့လောက်ချမ်းသာတယ်လို့ပြောကြတာဟုတ်လားယထစေတေနိရောဇန္တိတန်တေတံဒုက္ခတမ္မတာအဲ့ဒီအာယုန်တွေမရှိတဲ့အဲ့ဒီအာယုန်တွေချုပ်နေတဲ့နိဗ္ဗာန်ကိုကြတော့မကောင်းဘူးလို့ပဲသူတို့ထင်ကြတာတဲ့ဆင်းရဲလို့ထင်တာနိဗ္ဗာန်မှာဒီအာယုန်မရှိဘူးလေဟုတ်လားအဲ့တော့သူတို့လိုချင်တဲ့အာယုန်မရှိတဲ့အတွက်ကြောင့်တတ္တဝါတွေရဲ့စိတ်ကဒီမျက်နှိုးပေါ်ရဲ့အာယုန်6ပါးမရှိတဲ့နေရာကိုမရှိတဲ့အရာကိုသူတို့ဆင်းရဲတယ်လို့ထင်တယ်ဘုရုဇင်တွေရဲ့အမြင်ကိုအကျဉ်းမြင်ဝေဖန်တာပေါ့ဟုတ်လားဒုက္ခံဒိဋ္ဌမရိယေပိတက္ကာယတနိရောဓနံပစ္စနိကမိဒံဟောတိတပ္ပလောကေနပတ္တတံအရိယာသူတော်စင်တွေကြတော့အဲ့လိုမဟုတ်ဘူးတဲ့တက္ကာယချုပ်ရာနိဗ္ဗာန်ကိုသူတို့ဟာမြင်တဲ့အတွက်ကြောင့်ဒါတွေမရှိတဲ့နိဗ္ဗာန်ဟာချမ်းသာတယ်လို့သူတို့သိတယ်ဟုတ်လားနိဗ္ဗာန်ကိုမြင်တဲ့အတွက်ကြောင့်ဒါတွေမရှိခြင်းဟာချမ်းသာတယ်လို့သူတို့သိတယ်အဲ့ဒီကြတော့ဘလို့ဖြစ်တုံဆိုတော့ဒီမြင်ရတဲ့ပုံကိုယ်တွေကမမြင်ရတဲ့တလောကလုံးနဲ့ဆန့်ကျင်ဘက်ကြီးဖြစ်သွားတယ်တဲ့ဟုတ်လားတပ္ပလောကေနပတ္တတံနော်နိဗ္ဗာန်ချမ်းသာကိုမြင်ကြတဲ့အရိယာသူတော်စင်တွေအတွက်တပ္ပလောကေနအလုံးစုံသောလောကနဲ့ပစ္စနိကမိဒံဟောတိနော်ကြောချင်းကပ်ပြီးတော့ပြေးနေတယ်လို့ပဲနော်ဆန့်ကျင်ဘက်ကြီးဖြစ်နေတယ်တဲ့ယံပရိဒုက္ခတောအာဟုတတိယအာဟုဒုက္ခတောယံပရိဒုက္ခတောအာဟုတတိယဒုက္ခတောဝိတုပုထုဇဉ်တွေကချမ်းသာတယ်လို့ပြောတဲ့အရာကိုအရိယာတွေကဆင်းရဲလို့ပြောတယ်တဲ့ဒီချမ်းသာထောင်နော်ပုထုဇဉ်အများစုကချမ်းသာလို့ပြောတဲ့အရာကိုအရိယာသူတော်စင်တွေကဆင်းရဲလို့ပြောတယ်ယံပရိဒုက္ခတောအာဟုတတိယဒုက္ခတောဝိတုပုထုဇဉ်တွေကဆင်းရဲလို့ပြောတဲ့အရာကိုအရိယာတွေကချမ်းသာတယ်လို့သိတယ်တဲ့ဒါဘဝနဲ့နိဗ္ဗာန်ကိုရှင်းပြီးတော့ပြောတဲ့သဘောပဲဟုတ်လားဒီဘဝကိုပုထုဇဉ်တွေကချမ်းသာတယ်လို့ထင်တယ်အရိယာသူတော်စင်တွေကအမှန်သိအောင်အမှန်မြင်အောင်လေ့ကျင့်ကြိုးစားပြီးတော့အမှန်သိတဲ့အမှန်မြင်တဲ့ဉာဏ်ကိုရသွားတဲ့အတွက်ကြောင့်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုသွားတဲ့အတွက်ကြောင့်ဒီပုထုဇဉ်တွေပြောနေတဲ့ချမ်းသာဆိုတဲ့အရာတကယ်စင်စစ်ဆင်းရဲပဲလို့သူတို့သိတယ်အမြင်ချင်းကဘလို့ဖြစ်နေတော့ပြောင်းမြန်ဖြစ်နေတယ်ဟုတ်လားဒါဒေသနာတော်တွေထဲမှာမြတ်စွာဘုရားဟောထားတာနိဗ္ဗာန်ဟာမြင်ဖို့ခက်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့ဘုံဘုံကပြောပြတာဟုတ်လားအဲ့တော့တကယ်တမ်းကအရိယာသူတော်စင်တွေဖြစ်သွားကြပြီနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ကြပြီဆိုတဲ့ပုံကိုယ်တွေမှာဥစဉ်ဒါအတွေ့ပေါ့နော်သူတို့ကအတွေ့အကြုံနှစ်ခုရှိတယ်ပုထုဇဉ်ဘဝအတွေ့အကြုံလည်းသူတို့မှာရှိခဲ့တယ်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်တဲ့အတွက်ကြောင့်ပုထုဇဉ်တွေမသိနိုင်မမြင်နိုင်နားမလည်နိုင်တဲ့အခန်းကဏ္ဍကိုလည်းသူတို့နားလေတယ်သိဟုတ်လားပုထုဇဉ်တွေကြတော့သူတို့အတွေ့အကြုံကဒါလေးတည်းပဲဟုတ်လားဒီဘဝဒီအာယုံဒီအနေထားလေးတွေပဲသူတို့မှာရှိတယ်သူတို့မတွေ့ဘူးမကြုံဘူးမသိဘူးမမြင်ဘူးတဲ့ဒီနိဗ္ဗာန်နဲ့ပတ်သက်ပြီးတော့အရိယာသူတော်စင်ကြီးတွေကဘလောက်ပဲရှင်းပြနော်လိမ္မာကကုန်းုံကြောင့်ကိုဘလို့ပဲပြောနေငါမှတော့သဘောပေါက်မှာမဟုတ်
ဟုတ်လားဒါကြောင့်နိဗ္ဗာန်အကြောင်းကိုဘုံဘုံတို့တကယ်သိကျင်တယ်ဆိုရင်တော့အကောင်းဆုံးနည်းရတော့နိဗ္ဗာန်ကိုသိနိုင်မြင်နိုင်တဲ့ဉာဏ်ရအောင်လုပ်တာဟာအကောင်းဆုံးပဲဟုတ်တယ်မဟုတ်လားအဲ့ဒါဆိုရင်သူပြောလူပြောကိုလက်ခံလို့ယုံနေရတဲ့အဆင့်ကိုအများကြီးပဲဖြစ်သွားမှာလို့ကြောလွန်သွားမှာကိုယ်တိုင်သိသွားမယ်ကိုယ်တိုင်မြင်သွားမယ်ဟုတ်လားအဲ့တော့တကယ်စင်စစ်နိဗ္ဗာန်ဆိုတာကနော်တန်တိဒုက္ခမျိုးဘုံဘုံတို့ပုထုဇဉ်တွေနားလေတဲ့ချမ်းသာဆိုတာကဝေဒိတဒုက္ခမျိုးနော်ဒုက္ခမျိုးက2မျိုးရှိတာ哦နော်ချမ်းသာဆိုတာ2မျိုးရှိနော်ဝေဒိတဒုက္ခတန်တိဒုက္ခနော်ဝေဒိတဒုက္ခဆိုတာကအာယုန်တွေနဲ့တွေ့ကြုံပြီးတော့မှနော်စိတ်ထဲမှာဖြစ်ပေါ်သွားတဲ့ခံစားမှုနဲ့ဆက်ရှင်ပြီးတော့ဖြစ်တဲ့ချမ်းသာမျိုးကောင်းတာလေးမြင်ရလို့စိတ်ချမ်းသာတယ်ကိုမြင်ညာလေးမြင်ရလို့ကိုကြားကျင်တာလေးကြားရလို့ကိုစားကျင်တာလေးစားရလို့ကိုထိကျင်တာလေးထိရလို့ဟုတ်လားခုနကောင်းမြတ်တဲ့အိဋ္ဌာယုန်နဲ့တွေ့ရလို့စိတ်ထဲမှာဝမ်းသာတဲ့ကြည်နူးတဲ့နှစ်သက်တဲ့သဘောကိုအဲ့ဒါကိုဘာခေါ်တော့ဒုက္ခဝေဒနာသောမနတဝေဒနာဟုတ်လားအဲ့ဒီဒုက္ခဝေဒနာသောမနတဝေဒနာကိုဝိရိယဒုက္ခလို့ပြောတယ်ခံစားမှုချမ်းသာပေါ့နိဗ္ဗာန်ဆိုတာကအဲ့ဒီလိုခံစားမှုချမ်းသာမျိုးမဟုတ်ဘူးဟုတ်လားနိဗ္ဗာန်ဆိုတာတန်တိဒုက္ခငြိမ်းအေးမှုချမ်းသာခံစားမှုမရှိဘူးနိဗ္ဗာန်မှာခံစားမှုမရှိဘူးလို့ပြောလိုက်တော့ဘုံဘုံတို့ကနားလည်ဖို့အလွန်အလွန်ကိုခက်သွားပြီကိုကခံစားရတဲ့ချမ်းသာမျိုးလောက်ကိုပဲကိုကသိတာ哦ခံစားမှုမရှိရင်ဘလို့လုပ်ပြီးတော့ချမ်းသာမလို့ဒါကိုဘုံဘုံတို့ဆရာတော်ဥမာနိတာတိတိဘိဝန္တာရေးတဲ့ဘဝနဲ့နိဗ္ဗာန်ဆိုတဲ့စာအုပ်ကိုဖတ်ကြည့်သင့်တယ်ပေါ့နော်ဘုံဘုံတရားဟောတိုင်းဆက်ဆက်မှုရှိတဲ့နေရာမှာအဲ့ဒီစာအုပ်လေးကိုခဏခဏညွှန်မှုတယ်ပေါ့အလွန်ကောင်းလို့ပါအဲ့ဒီဓမ္မစလိုကြီးကဘလို့ရေးထားတယ်ဆိုတော့ဘဝချမ်းသာဆိုတာပျော်ရွှင်ခြင်းကိုပြောတာတဲ့နိဗ္ဗာန်ချမ်းသာဆိုတာငြိမ်းအေးခြင်းကိုပြောတာတဲ့ပျော်ရွှင်ခြင်းနဲ့ငြိမ်းအေးခြင်းဟာမတူဘူးတဲ့လူတွေကပျော်ရွှင်တာကိုချမ်းသာအစစ်လို့ထင်နေတာပျော်ရွှင်ခြင်းဟာချမ်းသာအစစ်မဟုတ်ဘူးတကယ်တမ်းကငြိမ်းအေးခြင်းကမှချမ်းသာအစစ်ပေါ့နော်ဘာလို့ဆိုဝိရိယဒုက္ခပျော်ရွှင်ခြင်းဆိုတာကရအောင်မျိုးမျိုးကြိုးစားရတယ်အကြောင်းတရားတွေနဲ့ဖန်တီးရတယ်ဟုတ်လားပြီးရင်လည်းပဲသူကအနိစ္စမျိုးဖြစ်တဲ့အတွက်ကြောင့်ကုံတဲ့ခန့်တဲ့ပြက်တက်တဲ့သဘောရှိတယ်နော်ရအောင်ရှာကုံအောင်ဖြိုးပြီးရင်ပြန်ရှာကုံပြန်ပြီးပြန်ရှာပြန်ပြီးနော်ရှာလိုက်ရလိုက်ကုံသွားလိုက်မောဟိုက်မဆုံးရှိကြည်ဤဆိုတာထဲမှာပဲအကျုံးဝင်တယ်ရှာတယ်ရတယ်သုံးတယ်ကုံတယ်ပြီးရင်ရှာပြန်တယ်ဒီလိုနဲ့သူကမဆုံးနိုင်ဘူးသွားတာဟုတ်လားဒါကြောင့်ဝိရိဒဒုက္ခမျိုးဆိုတာကအဲ့ဒါလိုပင်ပန်းမှုနဲ့လည်းဆက်ဆက်တယ်ပြီးရင်ဗာနဲ့ဆက်ဆက်နေသလိုတောကပရိဒေဝတွေနဲ့လည်းဆက်ဆက်တယ်နော်ကာမယတ္တကာမချမ်းသာဒီဒုက္ခဝေဒနာတွေဆိုတာကနော်ပြည့်စုံရင်ပျော်ရသလောက်ပျက်စီးပြီဆိုရင်တော့ဘယ်လိုတော့နော်မြားမှန်ခံရတဲ့တမင်လိုလူလှိမ့်နေအောင်ကိုပူရတဲ့လောင်ရတဲ့လို့မြတ်စွာဘုရားအဲ့လိုဟောဟုတ်လားဒါကြောင့်ဘုံဘုံတို့ဝိရိဒဒုက္ခနဲ့တန်တိဒုက္ခသဘောလေးကိုနားလည်ဖို့လိုတယ်နော်ဒါပေမဲ့တတ္တဝါတွေဟာဒီတန်တိဒုက္ခအငြိမ့်တဲ့အေးတဲ့ကိုမကြိုက်ဘူးအပူတဲ့အလောင်တဲ့လှုပ်ရှားတဲ့သဘောနော်ပြင်းပြတဲ့ပူလောင်တဲ့သဘောဒါတွေကိုပဲနော်ကြိုက်ကြတာဒီထဲမှာပဲပြောကြတာလို့လည်းမြတ်စွာဘုရားအတိလင်းဟောတယ်တတ္တဝါတွေဆိုတာပူလောင်မှုမှာပဲမငြိမ်းချမ်းမှုမှာပဲပျော်ကြတာမငြိမ်းချမ်းမှုမှာပဲသူတို့ဟာပျော်မှုကြတာတတ္တဝါတွေရဲ့စိတ်ဆိုတာဟုတ်လားဒါကြောင့်ငြိမ်းအေးမှုချမ်းသာအစစ်နိဗ္ဗာန်ကိုနော်နားလည်အောင်လုပ်ဖို့နားလည်ခြင်းသိစိတ်ရှိဖို့နားလည်သွားဖို့ဆိုတာတော်တော်ကိုမလွယ်ဘူးလို့ဘုံဘုံတို့နားလည်ကြမှာဟုတ်လားဒါကြောင့်မြတ်စွာဘုရားလက်ထက်ကရှင်သာရိပုတ္တရာကယဟန်တော်တွေရှေ့မှာဒီနိဗ္ဗာန်ဟာချမ်းသာတယ်ဒီနိဗ္ဗာန်ဟာချမ်းသာတယ်နော်အဲ့လိုမျိုးခဏခဏရွတ်ဆိုတယ်ပေါ့အဲ့ဒီမှာရှင်ဥဒ္ဒါကြီးကငါရှင်သာရိပုတ္တရာတဲ့နိဗ္ဗာန်မှာဝေဒနာခံစားမှုမရှိဘဲနဲ့ဘယ်လိုလုပ်ပြီးတော့ချမ်းသာတယ်လို့ပြောလို့ရမှာတော့ခံစားမှုဝေဒနာမရှိတဲ့နိဗ္ဗာန်မှာဘယ်လိုလုပ်ချမ်းသာတယ်လို့ပြောလို့ရမှာတော့အဲ့တော့ရှင်သာရိပုတ္တရာဘယ်လိုပြောတော့အဲ့ဒီခံစားမှုမရှိခြင်းဒီပင်လေချမ်းသာပဲလို့ပြောတယ်နိဗ္ဗာန်မှာခံစားမှုမရှိခြင်းဒီပင်လေချမ်းသာပဲလို့ပြောတယ်အဲ့ဒါဆက်ပြီးတော့ရှင်သာရိပုတ္တရာရှင်းပြတယ်တော်တော်ကောင်းတယ်အဲ့ဒီဥစ္စာလေးကဆိုရပါစို့တဲ့ခုနပြောခဲ့တဲ့နှစ်သက်စရာမျက်နှိုးစရာကောင်းတဲ့အာယုံ6ပါးနဲ့ပြည့်စုံလို့နော်ဒီအာယုံ6ပါးနဲ့တွေ့ကြုံပြီးတော့စိတ်ထဲမှာချမ်းသာတယ်ဒါဘုံဘုံတို့နားလေတဲ့ချမ်းသာပါနော်အဲ့ဒီပုဂ္ဂိုလ်ကတစ်ချိန်မှာဘာဝနာတရားအားထုတ်လို့ပထမဇန်ရတယ်ဆိုကြပါစို့နော်ဝိတဝိသရာပီတိဒုက္ခဧကကတာနော်ဒီအာယုံလေးနဲ့ငြိမ်ပြီးတော့သူနိဝရဏကင်းပြီးတော့စိတ်ရဲ့ချမ်းသာခြင်းကိုသူရတယ်အဲ့ဒီပထမဇန်ချမ်းသာရတဲ့ပုဂ္ဂိုလ်ကအဲ့ဒီပထမဇန်
ချမ်းသာခံစားပြီးတော့မကြခင်မှာပဲဒီကာမဂုဏ်အာယုန်နဲ့ပတ်သက်တဲ့ခုနတော့အာယုန်နဲ့ပတ်သက်တဲ့အတွေးအကြံပေါ်လာရင်သူ့စိတ်ထဲမှာနာကျင်သွားတယ်ဟောအဲ့လိုတောင်ပြောတယ်နော်အဲ့တော့နာကျင်မှုသည်ဆင်းရဲပဲတဲ့ဆက်ပြီးတော့သူဘာပြောတော့အဲ့ဒီပထမဇန်ရတဲ့ပုဂ္ဂိုလ်နော်ဒုတိယဇန်ရသွားပြီးဆက်ကြိုးစားလို့ဒုတိယဇန်ရသွားတဲ့အခါမှာစောတော့ကြံစီမှုကာမဂုဏ်အာယုန်မဟုတ်တော့ဘူးနော်ကြံစီမှုနဲ့ပတ်သက်တဲ့ချမ်းသာရလာပြီဆိုတွေ့သွားအဲ့ဒီကိုအတွေးရောက်သွားပြီဆိုရင်သူ့စိတ်ထဲမှာနာကျင်သွားပြန်တယ်ဟောချမ်းသာတဆင့်တက်သွားတာ哦သူကြံစီမှုမှမရှိတော့တာ哦အဲ့ဒါကြံစီမှုရှိလာရင်သူဘာဖြစ်သွားတော့ဆင်းရဲသွားအဲ့ဒုတိယဇန်ရတဲ့ပုဂ္ဂိုလ်ကတခါတတိယဇန်နော်ပီတိတွေဘာတွေမရှိတော့ဘူးချမ်းသာမှုတက်တက်နဲ့နေတော့တာအဲ့ဒီအချိန်မှာနော်ပီတိသဘောနှစ်သက်တဲ့သဘောနဲ့ဖြစ်လာပြီဆိုရင်ဟာနာကျင်သွားပြန်နေတဲ့စိတ်ကသဘောပေါက်လားမသိဘူးသူပြောနေတာ哦ဟုတ်လားခါတတိယဇန်နဲ့စတုထဇန်ရသွားပြီဆိုလိုတာကအထက်ချမ်းသာကိုရလေလေအောက်ချမ်းသာတွေကသူတို့အတွက်နာကျင်မှုဖြစ်သွားတာဘုံဘုံတို့ဒါတွေကနားလေဖို့အလွန်ကောင်းတယ်နော်သဘောပေါက်ရဲ့လားနော်အထက်ချမ်းသာကိုရလေလေသူ့အောက်ငကိုသူဖြတ်တန်းခဲ့တဲ့ချမ်းသာတွေကချမ်းသာမဟုတ်တော့ဘူးဖြစ်သွားတာအဲ့တော့နောက်ဆုံးမြတ်စွာဘုရားကဏိရောဓသမပတ်နော်ဝင်စားနိုင်တဲ့အဆင့်ဆိုရင်စောတော့ကပြောခဲ့တဲ့ချမ်းသာမျိုးတွေဇန်ချမ်းသာမျိုးတွေကွာဆိုသူ့အတွက်ဘာဖြစ်သွားပြီတော့နာကျင်တယ်လို့ဖြစ်သွားတယ်အဲ့ဒါရှင်သာရိပုတ္တရာရှင်းပြတာဒါကြောင့်နိဗ္ဗာန်ဟာတကယ်တမ်းကအချမ်းသာဆုံးပဲလို့နော်ရှင်သာရိပုတ္တရာပြောတာသို့တော်လည်းပဲဘုံဘုံတို့ဟာဝိရိတဒုက္ခလောက်ကိုပဲနားလည်ထားတာဖြစ်တဲ့အတွက်ကြောင့်ဒီတန်တိဒုက္ခသဘောဖြစ်တဲ့နိဗ္ဗာန်ကိုဘုံဘုံတို့မသိနိုင်ဘူးမမြင်နိုင်ဘူးအလွန်ခက်ခဲတယ်ပေါ့သိဖို့မြင်ပေါ့ဒါနိဗ္ဗာန်ဟာမြင်ဖို့ခက်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ပြောပြတာဟုတ်လားအဲ့တော့ဆက်ပြီးတော့ပြောချင်တာကဘာတုံးဆိုတော့နိဗ္ဗာန်ဟာအကောင်းဆုံးချမ်းသာဖြစ်တယ်ဆိုတာကိုပြောချင်တာကိုမသိရတာမမြင်ရတာနားမလည်ရတာ ਨੇ ဒါဟာမကောင်းဘူးလို့လုပ်လို့မရဘူးလေဟုတ်လားတစ်ချိန်မှဒါသိအောင်ကြိုးစားမယ်ဆိုတဲ့စိတ်ကူးနဲ့ဘုံဘုံတို့ကအကောင်းဆုံးနိဗ္ဗာန်ချမ်းသာကိုရလို့တဲ့စိတ်နဲ့နောက်ပဲစုံတောင်းစုံရတဲ့တော့ကြိုးစားဖို့တော့လိုတာပေါ့ဟုတ်လားအဲ့တော့ဒီလိုကြိုးစားခြင်းစိတ်ပေါက်အောင်နိဗ္ဗာန်ဟာအကောင်းဆုံးချမ်းသာဖြစ်တယ်ဆိုတာလေးကိုဘုံဘုံတို့ဆက်ပြီးတော့မှတ်သားကြည့်မယ်နော်ဒါမြတ်စွာဘုရားရဲ့ဒေသနာအထောက်ထားနဲ့ပြောမယ်ဆိုရင်နိဗ္ဗာန်ပရမန်ဒုက္ခံနိဗ္ဗာန်ဟာအကောင်းဆုံးချမ်းသာလို့အတီးလင်းဟောတာပဲနိဗ္ဗာန်ပရမန်ဒုက္ခံဟုတ်လားပြီးတော့ဘယ်လိုဟောသေးတော့နတ္ထိတန္တိပရံဒုက္ခံနိဗ္ဗာန်လောက်ချမ်းသာတဲ့ချမ်းသာမရှိဘူးလို့ဒီလိုလဲဟောတယ်ဟုတ်လားအဲ့လိုဆိုလို့ရှိရင်ဒီနိဗ္ဗာန်ကဘလောက်ချမ်းသာတာတော့နိဗ္ဗာန်ရဲ့ချမ်းသာပုံကိုဘုံဘုံတို့ဘယ်လိုသိနိုင်မှာတော့စောတော့ဘဝနဲ့နိဗ္ဗာန်ကျမ်းစာအုပ်ကိုရေးသားတော်မူတဲ့ဆရာတော်ကသူကနိဗ္ဗာန်ချမ်းသာကိုဘလောက်ချမ်းသာတယ်ဆိုတာကိုသိခြင်းရဲ့ဘဝဒုက္ခဟာဘလောက်ဆင်းရဲတယ်ဆိုတာကိုမြင်အောင်လုပ်တဲ့ဘဝဒုက္ခနဲ့နိဗ္ဗာန်ချမ်းသာကိုချိန်ဆက်ကြည့်ရမယ်တဲ့မသူရှင်းပြတာလေဘုံဘတော်တော်သဘောကျတယ်ဘဝဒုက္ခက30သားဆိုလို့ရှိရင်နိဗ္ဗာန်ချမ်းသာဟာလည်း30သားပဲတဲ့ဘဝနဲ့နိဗ္ဗာန်ဟာဖြောင်းဖြောင်းဆန့်ကျင်တယ်ပေါ့နော်နိဗ္ဗာန်မှာဘဝမရှိဘူးပေါ့နော်ဘဝဒုက္ခကတပိဋ္ဌာဆိုရင်နိဗ္ဗာန်ချမ်းသာဟာတပိဋ္ဌာပဲဟုတ်တော့ဘဝဒုက္ခဆင်းရဲကြီးတပိဋ္ဌာကို तू ကစွန့်လိုက်တဲ့သဘောပေါ့အကယ်၍ဘဝဒုက္ခသည်အသင်္ချေအနန္တမဆုံးနိုင်အောင်ကိုများတယ်ဆိုရင်နိဗ္ဗာန်ချမ်းသာဟာလည်းပဲအသင်္ချေအနန္တမဆုံးနိုင်အောင်ကြီးတယ်လို့ပဲပြောရမယ်တဲ့စဉ်းစားကြည့်နော်သိကြပါစို့အပေပုံတွေကိုဘုံဘုံတို့စဉ်းစားကြည့်လိုက်အလွန်ကြီးမားတဲ့ဒုက္ခတွေပေါ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရပြီဆိုရင်အဲ့ဒီအပေဒုက္ခတွေမရှိတော့အပေဒုက္ခကိုကြည့်လိုက်တာနဲ့အပေဒုက္ခနဲ့ရှင်လိုက်မယ်ဆိုရင်နိဗ္ဗာန်ချမ်းသာရဲ့ကြီးကျယ်ပုံဟာဘာဖြစ်လာတော့ထင်ရှားသွားတယ်ဟုတ်လားအပေဒုက္ခကြီးတာကိုကြီးတာကိုမြင်ရင်မြင်သလောက်အော်ဒီဒုက္ခတွေကလွတ်သွားတာဟောအခုဘုံဘုံတို့ကအပေဒုက္ခလို့သာဒုက္ခလို့မြင်ဖို့လွဲနေတာကိုအခုရနေတဲ့လူဘဝကိုဒုက္ခလို့မြင်ဖို့အလွန်ခက်နေတာနတ်ဘဝပြမဘဝကျတော့ဒုက္ခလို့မြင်ဖို့မပြောနဲ့ချမ်းသာတယ်လို့ထင်ပြီးတော့ရကိုရခြင်းတယ်ဟုတ်တယ်မဟုတ်လားအဲ့တော့ဘဝကိုဒုက္ခလို့မမြင်ဘူးဆိုရင်နိဗ္ဗာန်ကိုချမ်းသာတယ်လို့ဆိုတာမမြင်နိုင်ဘူးဘဝကိုဒုက္ခလို့မြင်မှဒီဒုက္ခကလွတ်တဲ့အရာဟာဘလောက်ကောင်းမလဲဆိုတာကိုသိနိုင်တာဟုတ်လားအနာရောဂါတစ်ခုဖြစ်တယ်နော်ဟိုတနေ့ကလည်းပြောတယ်နော်အဲ့ဒီအနာရောဂါပျောက်သွားတာဟာဘလောက်ကောင်းတယ်လဲဆိုတာကိုဘုံဘုံတို့ဗာနဲ့ရှင်းပြီးတော့သိမလို့အဲ့ဒီအနာရောဂါဖြစ်နေတဲ့အခိုက်အတန့်မှာဘလောက်ခံရခက်တယ်လဲဆိုတာ ਨੇ ရှင်းကြည့်ဟုတ်လား तू အခံရခက်တဲ့လောက် तू ပျောက်သွားရင်ချမ်းသာသွားတာပဲတချို့ဝေဒနာတွေဆိုရင်အမလီမျက်ရည်ကျပြီးတော့ငိုရလောက်အောင်ဖြစ်တယ်
အဲ့ဒါတခါတည်းယူပြည့်တယ်လို့မြန်ပျောက်သွားမယ်ဆိုရင်တော်တော်ကိုပျော်စရာကောင်းမယ်ဆိုတဲ့အနေအထားရောက်သွားတာပဲသောသောဒုက္ခကြီးမရှိတော့သဘောပေါက်လားဘုံပြောတာဟုတ်လားဒါကြောင့်ဘဝနိဗ္ဗာန်ဟာဘယ်လောက်ချမ်းသာတယ်လဲဆိုတာကိုသိခြင်းဘဝဟာဘယ်လောက်ဆင်းရဲတယ်လဲဆိုတဲ့အနေအထားကိုတွေးကြည့်ဆရာတော်ကြီးကတော့အဲ့ဒါဘဝနဲ့နိဗ္ဗာန်ကိုချိန်ပြီးတော့ကြည့်လို့ပြောတာဘဝဆင်းရဲတာကိုမြင်တော့နိဗ္ဗာန်ချမ်းသာတာကိုမြင်နိုင်တယ်ဟုတ်လားတကယ်တမ်းကဘဝချမ်းသာဆိုတာကိလေသာနဲ့တွဲနေတဲ့ချမ်းသာနော်နိဗ္ဗာန်ချမ်းသာဆိုတာကိလေသာကင်းတဲ့ချမ်းသာဒါအကျဉ်းမြင်လေးဘုံဘုံပြောတာဟုတ်လားအဲ့ဒါနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့ဘုံဘုံတို့ရှင်းအောင်နိဗ္ဗာန်ချမ်းသာဟာဘလို့ချမ်းသာတယ်လဲဆိုတာလေးကိုတွေးတဲ့နေရာမှာအထောက်အကူပြုဖို့မြတ်စွာဘုရားလက်ထက်ကအဖြစ်ပြက်လေးတစ်ခုပြောပြမယ်ခါတစ်ပါးမှာမြတ်စွာဘုရားအလွန်ချမ်းအေးတဲ့ရာသီကြီးတကိုယ်တွဲလနဲ့တပေါင်းလအကြားလေအေးတွေကလည်းအရန်တိုက်တယ်စီးနှင်းတွေကလည်းကြားတယ်ဟုတ်လားအဲ့ဒါမြတ်စွာဘုရားလမ်းဘေးရင်းတိုက်တော်အဆက်ကလေးမှာကျွတ်ကျွတ်တဲလောက်ပဲရှိတယ်အရေးမကောင်းတဲ့တစ်ပင်ရဲ့အရင်မှာနော်သင်္ကန်းနှစ်ထပ်သင်္ကန်းကိုခင်းပြီးတော့မြတ်စွာဘုရားထိုင်တယ်တညာလုံးထိုင်နေတယ်တဲ့မြတ်စွာဘုရားဒီတစ်ပင်အောက်မှာဟုတ်လားအဲ့ဒါမနဲ့လင်းတဲ့အခါကျတော့ဟဋ္ဌာလာဝကနော်အာလာဝကဘလူအကြောင်းဟောတဲ့နေရာမှာဟဋ္ဌကမင်းသားအကြောင်းကြားဘူးလိမ့်မယ်ဟုတ်လားအဲ့ဒီဟဋ္ဌကမင်းသားကနောက်ပါအချမ်းရနေနဲ့အညောင်းပြေလမ်းလျှောက်တယ်ပေါ့ဆောင်းကမနဲ့ခင်းကိုလက်လှုပ်ရှားတဲ့အနေနဲ့အဲ့လိုလမ်းလျှောက်ရင်းနဲ့လမ်းဘေးမှာနှင်းနေလေရွှဲလို့မြတ်စွာဘုရားသတင်းသုံးနေတာတွေ့ဟာအဲ့ဒါနဲ့ तू အံ့ဩပြီးတော့မြတ်စွာဘုရားရှိရသွားပြီးတော့ဝှချပြီးတော့မြတ်စွာဘုရားညာချမ်းချမ်းသာသာကျင့်ဆက်တော်မူရပါရဲ့လားဖေဟာအဲ့လိုမေးတဲ့ခါကျတော့မြတ်စွာဘုရားဟဋ္ဌကတဲ့လောကမှာချမ်းချမ်းသာသာအိပ်စက်ရတဲ့လူတွေထဲမှာငါလည်းပဲတယောက်အပါဝင်ပါတဲ့ဟောပြောပုံလေးနော်ချမ်းချမ်းသာသာအိပ်စက်ရတဲ့လူတွေထဲမှာငါလည်းပဲတယောက်အပါဝင်ပါငါချမ်းချမ်းသာသာအိပ်စက်ရပါတယ်ဆိုတာအဲ့မြတ်စွာဘုရားဘယ်လိုလုပ်ချမ်းချမ်းသာသာအိပ်စက်ရတာတော့နှင်းနေရလဲကြာနေတယ်နော်အောက်ကတိရွက်ခင်းလေးရလဲပါပါလေးအပေါ်ကလည်းပဲအရိပ်ကလည်းမလုံဘူးနော်လေအေးရလည်းတဖြူဖြူတိုင်နေဒါကိုပဲမြတ်စွာဘုရားချမ်းချမ်းသာသာအိပ်စက်ရတယ်လို့ပြောနေသေးတယ်ဘယ်လိုလုပ်မြန်ချမ်းချမ်းသာသာအိပ်စက်ရတာတော့အဲ့ဒါမြတ်စွာဘုရားအေးတဲ့အဲ့လိုဆိုရင်မင်းကငါမေးမယ်မင်းတို့မျိုးထဲမှာချမ်းသာတဲ့တကြွတယောက်တထေးတယောက်နော်အိမ်ကြီးကလည်းကောင်းကောင်းနော်ပစ္စည်းဥစ္စာလည်းပြည့်စုံနော်ဇနီးမယားချောချောလှလှနေအဲ့ဒီသူ့ရဲ့အိမ်တော်ကြီးထဲမှာသူအိပ်ပျော်နေတဲ့အချိန်အိပ်စက်ရတဲ့အချိန်မှာနော်နေရတဲ့ထိုင်ရတဲ့အနေအထားကိုမင်းဘယ်လိုပြောမလို့သူအိပ်ရတဲ့အနေအထားဟာသူချမ်းချမ်းသာသာအိပ်ရမှာပေါ့ဗျာသူလည်းပဲချမ်းချမ်းသာသာအိပ်စက်ရတဲ့လူတွေထဲမှာသူလည်းပဲတယောက်အပါဝင်ဖြစ်မှာပေါ့အဲ့ဒါမြတ်စွာဘုရားမင်းတည်တည်ချာချာစဉ်းစားပါဦးဆိုတဲ့အနေနဲ့ဆက်ပြီးတော့မေးတယ်အဲ့ဒီတတိအဲ့ဒီတကြွဟာဆွဲမဲ့မှုယာကနဲ့ပူလောင်တဲ့စိတ်သူ့မှာရှိတဲ့အတွက်ကြောင့်သူ့ရဲ့ယာကမကင်းသောအိပ်စက်ခြင်းဟာတကယ်ပြည့်ပြည့်စုံတဲ့ချမ်းသာတဲ့အိပ်စက်ခြင်းလို့ဆိုနိုင်မလားတဲ့သူ့မှာဆွဲမဲ့မှုယာကရှိနေတယ်ပေါ့နော်အဲ့လိုလေးပြောလိုက်တော့ဟဋ္ဌကသဘောပေါက်သွားတယ်ယာကမကင်းတဲ့စိတ်တန်းလန်းနဲ့အိပ်စက်ရတာနော်ချမ်းချမ်းသာသာပြည့်ပြည့်ဝဝချမ်းချမ်းသာသာအိပ်စက်ရတယ်လို့မဆိုနိုင်ဘူးနော်သူ့မှာဒေါသမကင်းတဲ့စိတ်ရှိတယ်ဒေါသကြောင့်ပူလောင်တဲ့စိတ်ဒေါသကြောင့်ပင်ပန်းတဲ့စိတ်သူ့မှာရှိတယ်အဲ့ဒီတကယ်လို့မြန်သူကအိမ်ကြီးကတော့ကောင်းကြီးစည်းစိမ်တွေကတော့အများကြီးမကြည်မနဲ့စိတ်တူနေတာလည်းရှိမှာပဲလေအဲ့လိုစိတ်တူနေတဲ့အချိန်မှာသူအိတ်နေရဆိုအဲ့ဒီသူ့ရဲ့အိတ်ဆက်ခြင်းကိုချမ်းသာတဲ့အိတ်ဆက်ခြင်းလို့ဆိုနိုင်မလားမဆိုနိုင်ဘူးနော်သူတော်ကောင်းတရားကိုမသိဘဲနဲ့ဘဝအကြောင်းကိုပြည့်ပြည့်ဝမသိဘဲနဲ့ဘဝထဲမှာနေရတဲ့အနေအထားမောဟလွှမ်းမိုးပြီးတော့ပင်ပန်းနေတဲ့စိတ်ကိုပြောတာနော်ဟုတ်လားဆွဲမဲ့မှုကြောင့်ပူလောင်နေသောမကျေနပ်မှုကြောင့်ပူလောင်နေသောမတိမှုတူ၍မိုင်မဲမှုကြောင့်ပူလောင်နေသောစိတ်နှလုံးရှိတဲ့ပုဂ္ဂိုလ်ဟာဘယ်လိုလုပ်ပြီးတော့ချမ်းချမ်းသာသာအိပ်စက်ရတယ်လို့ပြောနိုင်မလို့တဲ့ဟုတ်လားအဲ့ဒါမြတ်စွာဘုရားကိုယ်တွေလေးပြောတာပေါ့နော်ငါမှအဲ့ဒီဆွဲမဲ့မှုဆိုတဲ့ຢာကမကျေနပ်မှုဆိုတဲ့ဒေါသမိုင်မဲတွေ့မှုဆိုတဲ့မောဟတရားတွေကိုအမြင့်ရင်းအစားငါပယ်ထားပြီးနှုတ်ထားပြီးဘာမှမရှိတော့ဘူးတဲ့ဒါကြောင့်မို့လို့ຢာကကြောင့်ဖြစ်သောပူလောင်မှုဒေါသကြောင့်ဖြစ်သောပူလောင်မှုမောဟကြောင့်ဖြစ်သောပူလောင်မှုငါမှမရှိဘူးဒါကြောင့်အခါခတ်သိငါဟာအမြဲတမ်းချမ်းချမ်းသာသာအိပ်စက်ရတယ်တဲ့စဉ်းစားနော်ဒီကိစ္စဟုတ်လားဘုန်းဘုန်းတို့လိုချင်မှုရချင်မှုမကင်းသေးဘူးစိတ်ကူးတွေထဲမှာတခါလေကိုလိုချင်တာဟာနော်ကိုစိတ်ထဲကဆွတ်သွဲမဲ့လိုချင်တဲ့လောက်အိတ်တောင်မပြောဘူးရဲ့ဟုတ်လားပို့ပြီးတော့သိတာကတော့မကျေနပ်မှုတွေများနေရင်ဘယ်လိုလုပ်အိပ်ပြောမလို့ချမ်းချမ်းသာသာအိပ်ဖို့ပြောနေစင်းစင်းရဲအိပ်ဖို့တောင်သိမလွယ်သေးဘူးဟုတ်လားဟိုဘက်လှိမ့်လိုက်ဒီဘက်လှိမ့်လိုက်နေဟုတ်လားစဉ်းစားကြည့်ပါနော်ဒါကြောင့်ယာကဒေါသမောဟမကင်းတဲ့ပုဂ္ဂိုလ်တွေရဲ့အိပ်ပျော်ခြင်းကိုချမ်းသာသောအိပ်ပျော်ခြင်းလို့မဆိုနိုင်ဘူးဆိုပြီးတော့မြတ်စွာဘုရားအဲ့ဒီမှာဟောတာအဲ့ဒီမှာဟောတဲ့ကာထာနှစ်ပုဒ်လည်းအလွန်ကောင်းတယ်တပ္ပရာဝေဒုက္ခံတေတိပြမနောပြိဋိဘုတော
ယောနလိမ္ပတိကာမေတုတိတိဘုဒ္ဓနိရုပတိတဲ့ပထမကထာလေးကဘာပြောတော့တိတိဘုဒ္ဓနိရုပတိတဲ့နော်ကိလေသာဆိုတဲ့ဥပရိတရားတွေကင်းလို့အပြည့်အဝငြိမ်းအေးနေတဲ့ပုဂ္ဂိုလ်ယောနလိမ္ပတိကာမေတုသူ့ရဲ့စိတ်ထဲမှာလည်းပဲကာမကိုလိုချင်တဲ့ຢာကတွေနဲ့ညှိကပ်တွေ့တာနေတယ်ဆိုတာလည်းမရှိဘူးကာမနဲ့မလိမ့်ကြံမှုလို့သူကတော့ဒီလိုလေးဟောတယ်နော်ယောနလိမ္ပတိကာမေတုနော်ကာမနဲ့မလိမ့်ကြံမှုဖြေမနောပြိဋိဘုဒ္ဓတဲ့စိတ်ထဲမှာຢာကဒေါသမောဟကိလေသာတွေလုံးဝငြိမ်းနေတဲ့အတွက်ကြောင့်မကောင်းတာဆိုလို့လေသူ့တန်တန်မှာဘာမှမဖြစ်တော့စိတ်ထဲမှာကိလေသာကင်းသွားပြီမကောင်းမှုကင်းသွားပြီဆိုရင်သူ့ရဲ့အတွေးတွေမနောကံသူ့ရဲ့အပြောတွေဝစီကံသူ့ရဲ့အလုပ်တွေကာယကံဘာမကောင်းတာရှိအောင်မလို့ဘာမှမကောင်းတာမရှိတော့အဲ့ဒါကိုဖြေမနလို့ပြောတယ်နော်ပရိနိဗ္ဗုတဆိုတာစိတ်ထဲမှာထဝင်းကျင်ကိလေသာတရားတွေငြိမ်းအေးနေဒါကြောင့်မို့လို့သူဟာဖြေမနဘာမကောင်းတာမှမလုပ်တော့အဲ့လိုမျိုးငြိမ်းအေးပြီးတော့ကာမရဲ့ပုံမှာကန့်ညှိမှုလိမ့်ကြံမှုမရှိတဲ့မကောင်းမှုတွေလုံးဝကင်းနေတဲ့အဲ့ဒီပုဂ္ဂိုလ်ဟာတပ္ပရာဝေဒုက္ခံတေတိတကယ်စင်စစ်သူဟာအမြဲတမ်းချမ်းချမ်းသာသာအေးရတယ်တဲ့ဘယ်ချိန်အိတ်ချမ်းသာနေတာဟုတ်လားတပ္ပအာတတ္တိယောစိတ္တဝဝိနေယဟရိယံတရံဥပဒန္တောဒုက္ခံတေတိတန်တိပပ္ပုယစေတတ္တဒုတိယကထာလေးဒါပါပြောတော့နော်တပ္ပအာတတ္တိယောစိတ္တဝတဲ့အလုံးစုံသောလိုချင်တာတွေရချင်တာတွေတွေ့တာတွေအကုန်ဖြတ်တောက်ပြီးတော့တဲ့ဝိနေယဟရိယံတရံသူ့ရဲ့စိတ်နှလုံးဟာပူလောင်မှုကကင်းနေတယ်တဲ့ဟရိယဆိုတာနှလုံးသားပေါ့နော်ဒရဆိုတာပူလောင်တာဝိနေယဆိုတာကင်းကွာနေစိတ်ထဲမှာပူလောင်မှုမရှိဘူးကင်းကွာနေတယ်ဘာဖြစ်လို့တော့ဖြစ်ချင်တာတွေလိုချင်တာတွေရချင်တာတွေတောင့်တတာတွေအကုန်လုံးကိုဖြတ်တောက်ထားတာနော်ကိုယ့်အတွက်ဖြစ်ချင်တာတွေရှိတယ်တခါတလေသူများအတွက်ဖြစ်ချင်တာတွေလည်းရှိသေးတယ်တော်တော်ခက်တာပဲနော်ကိုယ့်အတွက်ဖြစ်ချင်အောင်တော့တယ်မကောင်းဘူးနော်ကိုယ်နဲ့ပတ်သက်နေတာတွေအတွက်ဖြစ်ချင်ပေးတာတွေရောမရှိဘူးလားရှိတယ်ဘာအတွက်ပဲဖြစ်ချင်နေပြီဟေးရချင်နေပြီဟေးဆိုရင်တော့ဒီစိတ်နှလုံးကမငြိမ်အေးဘူးအဲ့ဒီဖြစ်ချင်မှုလိုချင်မှုရချင်မှုတွေကိုဖြတ်တောက်ထားနိုင်မှသာလျှင်စိတ်နှလုံးမှာပူလောင်မှုဆိုတာကင်းကွာမှာဒါကိုပြောတာနော်တပ္ပအတ္တတိယောစိတ္တဝအလုံးစုံသောလောဘတွေကိုဖြတ်တောက်ထားတဲ့အတွက်ကြောင့်ဝိနေယဟရိယံတရံသူ့ရဲ့စိတ်နှလုံးဟာပူလောင်မှုကင်းနေတယ်တဲ့အဲ့ဒါဆိုရင်ဥပဒန္တောဒုက္ခံတေတိတန်တိန်ပပ္ပုယစေတတ္တတန်တိန်ပပ္ပုယစေတတ္တနော်ဒီစိတ်ထဲမှာငြိမ်းအေးမှုကိန်းနေတဲ့ငြိမ်းအေးမှုရောက်နေတဲ့အဲ့ဒီပုဂ္ဂိုလ်အတွက်ဥပဒန္တောငြိမ်းအေးနေတဲ့အဲ့ဒီပုဂ္ဂိုလ်အတွက်ဒုက္ခံတေတိအမြဲတမ်းချမ်းချမ်းသာသာအေးရတယ်လို့အဲ့လိုမြတ်စွာဘုရားဟောတာအဲ့တော့ဘုန်းဘုန်းတို့ဒီဒေသနာလေးတွေကိုကြည့်မယ်ဆိုလို့ရှိရင်နော်တကယ်ချမ်းသာအစစ်ဆိုတာဘာလဲဆိုတာကိုတွေးတဲ့နေရာမှာအများကြီးအထောက်အကူမပြုနိုင်ဘူးလားပြုနိုင်တယ်နော်ကိလေသာနဲ့တွဲနေတဲ့ချမ်းသာရဲ့ကိလေသာကင်းတဲ့ချမ်းသာရဲ့အလွန်တရာမှကွာခြားတယ်ဆိုတာကိုမြင်တတ်ဖို့မလိုဘူးလားလိုတယ်ဟုတ်လားအဲ့တော့ဘုန်းဘုန်းတို့ကဒီခက်ခဲတဲ့ကောင်းမြတ်တဲ့ချမ်းသာတွေကိုဘာလို့ကြိုးစားပန်းစားပြောနေရတာတုံးဆိုရင်နော်နိဗ္ဗာန်ကိုလိုချင်တဲ့စိတ်ကြားချင်တဲ့စိတ်ဖြစ်ဖို့ကလည်းတစ်မျိုးပေါ့နော်အကြောင်းတစ်မျိုးပေါ့နောက်တစ်ခုကဒီလိုစဉ်းစားဆင်ခြင်နေတာကိုကလည်းပဲဒါကဘာတုံးဆိုတော့နိဗ္ဗာန်ရအောင်ကြိုးစားအထောက်ရရောက်နေတယ်ဆိုတာလည်းနားလည်ဖို့လိုတယ်နော်ဘုန်းဘုန်းတို့ဂိရိမာနန္ဒသုတ်တံဆိုပြီးတော့နော်နာယူယုံမျှနဲ့ယောဂကင်းတယ်ဆိုပြီးတော့နာမည်ကြီးတဲ့သုတ်တံတစ်ပုဒ်ရှိတယ်လေဟုတ်လားအဲ့ဒီမှာသင်ညာ10မျိုးကိုဒီဂိရိမာနန္ဒမနာမကျမ်းဖြစ်နေတဲ့ယဟန်ဟာနော်နားလည်အောင်သင်ယူပြီးတော့ကြိုးစားအထောက်မယ်ဆိုရင်သူခံစားနေရတဲ့ယောဂဝေဒနာတွေပျောက်ကင်းသွားလိမ့်မယ်လို့မြတ်စွာဘုရားဟောတာအဲ့ဒီသင်ညာ10မျိုးထဲမှာဝိရာဂသင်ညာនិရောဓသင်ညာဆိုတာပါတယ်ဝိရာဂသင်ညာនិရောဓသင်ညာဆိုဘာပြောတာဆိုနိဗ္ဗာန်အကြောင်းကိုစဉ်းစားတာပဲဒါမှကိုမရဘူးသေးပဲမလို့ကိုမရောက်ဘူးသေးပဲမလို့နိဗ္ဗာန်အကြောင်းကိုနော်ရောက်ဘူးရဘူးတဲ့အရိယာသူတော်စင်ကြီးတွေပြောထားတဲ့စကားကိုအခြေခံပြီးတော့ဘုံဘုံတို့စဉ်းစားဖို့ဆင်ခြင်ဖို့လိုတယ်အဲ့ဒီမှာမြတ်စွာဘုရားကဘယ်လိုစဉ်းစားဆင်ခြင်မလဲလို့သင်ပေးထားတာရှိတယ်ဧတံတတံဧတံပဏိတံယတိတံတပ္ပသင်္ခါရတမထောတပ္ပပတိပတိနိတ္တကောတဏ္ဍခယောဝိရာကောနိဗ္ဗာန်ဒီသင်္ခါရတရားအလုံးငြိမ်းရာတဏှာလောဘကိုအကျွမ်းမဲ့ပယ်စွန့်ရာဟောဒီနိဗ္ဗာန်ဆိုတဲ့တရားလေးဟာငြိမ်သက်တယ်မွန်မြတ်တယ်လို့ဆင်ခြင်ရမယ်တဲ့ဧတံတန်တံဧတံပဏိတံတရားဟာငြိမ်သက်တယ်တရားဟာမွန်မြတ်တယ်ဧတံတန်တံဧတံပဏိတံဒါလေးကမွန်မြတ်လိုက်တာဒါလေးကငြိမ်သက်လိုက်တာဒါလေးဆိုတာဘာပြောတာတော့အလုံးစုံသောသင်္ခါရတရားတွေရဲ့ချုပ်ငြိမ်းရာနော်တဏှာလောဘအကျွမ်းမဲ့ကင်းပြတ်ရုပ်သိမ်းရာနိဗ္ဗာန်ကိုပြောတာနော်အဲ့တော့ဒီနေရာမှာနိဗ္ဗာန်ကိုစဉ်းစားတဲ့နေမှာတပ္ပသင်္ခါရတမထောဆိုတဲ့စကားလေးနော်သင်္ခါရတရားအလုံးငြိမ်းရာလို့ပြောတယ်နော်အဲ့တော့ဆိုလိုတာက
ကိုဘဝဒုက္ခနဲ့ရှင်းပြီးတော့စဉ်းစားတယ်လို့ပြောနိုင်တယ်နော်ဒီသင်္ခါရတရားဆိုဒီခန္ဓာကိုပြောတာဟုတ်လားဒီဒုက္ခတွေငြိမ်းရာနိဗ္ဗာန်ဟာချမ်းသာတယ်ငြိမ်သက်တယ်မွန်မြတ်တယ်လို့ဆင်ញင်တာသဘောပေါက်ရဲ့လားဒါကြောင့်မလို့ဘုန်းဘုန်းတို့စူးစမ်းပြီးတော့ဒါကိုနားလည်အောင်လုပ်ရမယ်ပေါ့လေ့လာရမယ်သင်ယူရမယ်ပေါ့ပြီးရင်လည်းပဲဒါကိုရအောင်ဆိုတဲ့မွန်မြတ်တဲ့ရွယ်ချက်နဲ့ရကြောင့်နီလန်းကိုလည်းကြိုးပမ်းအထောက်ရမယ်ပေါ့နော်ဒါတော့ဘုန်းဘုန်းတို့နိဗ္ဗာန်ဆိုတာအကောင်းဆုံးချမ်းသာဆိုတာနဲ့ပတ်သက်ပြီးတော့ပြောတာပေါ့ဟုတ်လားဆက်ပြီးတော့ပြောချင်တာကနိဗ္ဗာန်ကိုရအောင်ကြိုးစားအထောက်တဲ့နေရာမှာအထောက်ခြင်းစိတ်ထက်သန်ဖို့အတွက်နိဗ္ဗာန်ရမှဘဝတကယ်ပြောင်းလဲမှာဆိုတာကိုပြောခြင်းဟုတ်လားအစစအရာရာနိဗ္ဗာန်ရမှသာလင်ပြောင်းလဲနိုင်တယ်နိဗ္ဗာန်မရမချင်းတတ္တဝါဟာနော်ပြောင်းလဲတယ်လို့မဆိုနိုင်ဘူးကောင်းတဲ့ဘက်ကိုပြောင်းလဲသွားတယ်လို့မဆိုနိုင်သူဘာပဲဖြစ်နေနေပစ္စည်းတွေပို့ပြီးတော့ရကောင်းရမယ်နာမည်တွေပို့ပြီးတော့ကြီးကောင်းကြီးမယ်ကျမကြီးတွေပို့ပြီးတော့ကောင်းကောင်းမယ်ပေါ့နော်ဘာပဲဖြစ်နေနေပါနိဗ္ဗာန်ချမ်းသာဖို့သာမျက်မှောက်မပြုတ်ရသေးဘူးဆိုရင်သူ့ဘဝမှာကြီးမားတဲ့အပြောင်းလဲမရှိပါဘူးဟုတ်လားဘုန်းတို့တရားသဘောနဲ့တတိချာစဉ်းစားကြည့်လေတတ္တဝါတူတယောက်ကျင်လေကျက်စားနေပုံလေးဘာတော့နော်ဘဝရဲ့အကြောင်းကိုအမှန်တိုင်းမသိမမြင်တဲ့အတွက်ကြောင့်သိအောင်မြင်အောင်လည်းမလုပ်ဘူးလေဟုတ်လားမသိမမြင်တဲ့အတွက်ကြောင့်ဘဝရဲ့ပုံမှာဆွဲမဲ့မှုဘုံဘုံတို့တဏှာလောဘရှိနေတယ်ဘဝအကြောင်းကိုအမှန်မသိတာအဝိဇ္ဇာပဲအမှန်မသိလို့အကောင်းထင်ပြီးတော့လိုချင်တာကဘာတော့တဏှာပဲဟောအဝိဇ္ဇာတဏှာအရင်ခံနေရနော်အဲ့ဒါကိုကိလေသာဝတ်လို့အကျဉ်းမြင်နားလဲထားဘဝအကြောင်းအမှန်သိအောင်မလုပ်လို့မသိဘူးအဝိဇ္ဇာမသိလို့အကောင်းထင်ပြီးတော့ရကျင်တယ်ဖြစ်ကျင်တယ်တဏှာဟုတ်လားအဲ့ဒီအဝိဇ္ဇာတဏှာကြောင့်မလို့ဘာတော့ရအောင်လုပ်မယ်ဟောကံသင်္ခါရတွေလာပြီနော်ကောင်းမယ်ထင်ပြီးတော့တခါတည်းမကောင်းတာတွေချတာသူများအသက်တတ်တယ်ဆိုတာလဲချမ်းသာမယ်ထင်လို့တတ်တာဒါလေးလုပ်လိုက်ရမှလိမ့်တယ်ဆိုတာလဲဒီလိုလေးပြောလိုက်ရမှကောင်းမယ်ထင်လို့လုပ်တာမကောင်းတာတွေလုပ်တယ်ဆိုတာလဲဘာတော့ကောင်းမယ်ထင်တဲ့စိတ်နဲ့ပဲလုပ်တာပဲအဝိဇ္ဇာကိုအခြေခံတယ်ပေါ့နော်ကုသိုလ်တွေလုပ်တယ်ဆိုတာလဲဘာတော့ကောင်းမယ်ထင်တဲ့စိတ်နဲ့ပဲလုပ်တာပဲဟောကုသိုလ်အကုသိုလ်ကံတရားတွေသင်္ခါရတရားတွေလုပ်ကြရောလုပ်တဲ့အခါကျတော့ဘာတော့ရုပ်တွေနာမ်တွေဘဝတွေရကြရောငကောကလှုပ်ခဲလို့အခုရနေတယ်အခုလည်းပဲနားလည်မှုမရှိတဲ့အတွက်ကြောင့်ရကျင်တဲ့စိတ်တွေပြင်းပြင်းထန်ထန်ရှိတဲ့အတွက်ကြောင့်ရအောင်လုံနေပြန်တယ်အဲ့တော့နောက်ပါလုံးရမှာပဲငကောတုံးကလှုပ်ခဲလို့အခုရနေတဲ့ဘဝကိုဝေဖန်ကြည့်လိုက်အခုလှုပ်လို့နောင်ရမယ့်ဘဝကိုတတ်ထားလိုက်အောင်ငကောတုံးကလှုပ်ခဲလို့အခုရထားတယ်ဘာနဲ့ဆုံးသတ်မလို့သိဆုံးမှုနဲ့ပဲဆုံးသတ်မှာနော်သိတယ်ဆိုတာလည်းပြုတ်ခနဲ့သိသွားတာမဟုတ်ဘူးသိလောက်အောင်နာပြီးမှသိရတာဟုတ်တယ်မဟုတ်လားရေဘူးရပြောရမယ်ဆိုရင်တတ္တဝါတွေကဘာတော့အိုးပြီးတော့မှနားပြီးတော့မှသိကြတာဟုတ်လားအဲ့ဒီပျက်စီးမှုနဲ့ပဲအဆုံးသတ်သွားတာပဲနော်အဲ့ဒါလိုပဲဘုန်းဘုန်းတို့ဒီဖြစ်စဉ်တွေမထူးခြားဘူးဆိုတာကိုအဲ့ဒါကိုပြောတာနိဗ္ဗာန်ကိုမရမချင်းနိဗ္ဗာန်ကိုမမြင်မချင်းဘဝဟာထူးခြားမှုမရှိဘူးတိတာတဲ့ပြောင်းလဲမှုမရှိဘူးခုတော့လည်းဒီလိုလာခဲ့တယ်ခုလည်းဒီလိုဆက်သွားတယ်နောက်လည်းဒီလိုပဲဆက်သွားမှာဟုတ်လားဘယ်လိုသွားမှာတော့ဩဣဇာတနာကံသင်္ခါရဘဝအကျဉ်းပြင်းပြောလိုက်တာနော်ဘုံဘုံဟုတ်လားဘဝအကြောင်းအမှန်မသိဘူးအဝိဇ္ဇာအမှန်မသိလို့လိုချင်တယ်တဏှာဝိဇ္ဇာတဏှာအဲကြောင့်မလို့ရအောင်လုပ်တယ်ဖြစ်အောင်လုပ်တယ်ကံသင်္ခါရအဲကြောင့်မလို့ဖြစ်လာတဲ့ရုပ်တည်နံတွေအဲ့ဒါကိုဘာတော့ဝိဘက်အကျိုးဘဝပေါ့နော်ဘဝရပြီဆိုတော့ဘာတော့အိုနာသေးပေါ့ဟုတ်လားအဲ့တော့ရင်တုန်းကလည်းဒီလိုပဲအိုနာသေးဘဝရခဲ့တယ်အိုခဲ့နာခဲ့သေးခဲ့တယ်ရအောင်ဆက်လုပ်တယ်ရပြန်တယ်အိုမယ်နာမယ်သိမယ်ဟာဒီတိုင်းသွားနေတယ်မိုးဆိုကြီးကဒါကိုအလွယ်ဘယ်လိုပြောလိုက်တော့အဝိုင်းပြေးပြေးနေတာတဲ့။ကဲတလုံးနဲ့ရှင်းတယ်နော်။ဘာလဲတော့အဝိုင်းပြေးပြေးတာတဲ့။ထွက်လန်းမပါဘူး။ရောက်ပြီးသားနေရပြန်တော့ကရွတ်ကင်းလျှောက်ဆိုတာအဲ့ဒါကိုပြောတာ။ဟုတ်လား။ဒါကြောင့်နိဗ္ဗာန်မရမချင်းမမြင်မချင်းဘုံဘုံတို့ဘဝမှာကြီးမားတဲ့ထူးခြားတဲ့ပြောင်းလဲမှုဆိုတာမရှိဘူး။ဘာမှသိပြီးတော့မထူးခြားဘူး။သမုဒယသစ္စာနဲ့ဒုက္ခသစ္စာဒုက္ခသစ္စာနဲ့သမုဒယသစ္စာသမုဒယသစ္စာနဲ့ဒုက္ခဒီသစ္စာနှစ်ပါးတွေမှာဖြစ်နေတော့လဲနေတယ်။သဘောပေါက်ရဲ့လား။ဒါကြောင့်မလို့နိဗ္ဗာန်ချမ်းသာကိုမြင်မှသာနေဒီလူဟာတကယ်ထူးခြားမယ်။တော့ဆိုရပါစို့အကြီးမားဆုံးသောထူးခြားမှုအကြီးမားဆုံးသောအပြောင်းလဲရပါလေဘဝမှာအဲ့လိုမေးလို့ရှိရင်သောတပတ္တိမေညာပူညာရခြင်းဟာအကြီးမားဆုံးသောပြောင်းလဲလို့ဘုံဘွားတော့အဲ့လိုတွေးမိတယ်ပေါ့နော်။နော်သောတာပန်ဖြစ်ခြင်းဟာတတ္တဝတ္တုတယောက်စီအတွက်ဘဝမှာတန်တရားမှာအကြီးမားဆုံးသောအပြောင်းလဲပဲအကြီးမားဆုံးသောထူးခြားချက်ပဲ။နော်လူတိုင်းရွတ်နေကြတဲ့ယရဏတုတ်ထဲကသဟဝတ္တဒသနတံပရာယတယတုဓမ္မာသက္ကာယတိတိဝိသိကိစီတင်္စာတိလပတံဝါပိယရတိကိဉ္စီရှရုဟာပါယေဟိရှဝိပ္ပမုဒ္ဒောရှစ္စာပိဌာနာနိအပပကာတောဣရံပိတံကေရတနပဏိတံဣတိနသစ္စေနသုတိဟောတုအလွန်ကောင်းတယ်။ဘာပြောအောင်အဲ့ဒါ
နိဗ္ဗာန်ကိုမြင်လိုက်ပြီဆိုတာနဲ့သစ္စာလေးပါးကိုသိလိုက်ပြီဆိုတာနဲ့သောတပတ္တိမဉ္ဇဉ်ဖူဉ္ဇဉ်ရသွားပြီဆိုတာနဲ့တပြိုင်နက်တည်းသဟာဝတ္တဒသနတမ္ပရာယနော်ဒသနတမ္ပရာယဒသနဆိုတာမြင်တာတမ္ပရာဆိုပြည့်စုံတာအမြင်နဲ့ပြည့်စုံတာဆိုတော့နိဗ္ဗာန်ကိုမြင်သွားပြီနိဗ္ဗာန်ကိုမြင်မှအမြင်ကပြည့်စုံတာခုကျတော့နိဗ္ဗာန်ကိုမမြင်တော့အမြင်ကမပြည့်စုံဘူးယုံနာတောင်ကောင်းကောင်းမမြင်ဘူးဟုတ်လားပြည့်ညက်တည်းကြီးမြင်နေတာများနေတာဟုတ်လားအဲ့ဒီအမြင်နဲ့ပြည့်စုံသည်နဲ့တပြိုင်နက်ဆိုတော့သောတပန်ဖြစ်သွားသည်နဲ့တပြိုင်နက်တည်းသဟာဝတ္တဒသနတမ္ပရာယတယတုဓမ္မာဇဟိတာဘွန်တီတရား၃မျိုးအဆိုးတရား၃မျိုးတခါတည်းပေးပလိုက်တယ်။ဘာတွေတော့တက္ကာဒိဋ္ဌိဝိသိကိစ္စတင်္စသီလပတ္တဝါပိတော့ယုံနာကိုငါလို့ထင်နေတဲ့ပုဂ္ဂိုလ်တ attva လို့ထင်နေတဲ့အကုသိုလ်အားလုံးတို့ရဲ့အကြီးမားဆုံးသောအကြောင်းတရားကြီးလို့ပြောရမယ်တက္ကာဒိဋ္ဌိအဲ့ဒါပယ်လိုက်ပြီ။နောက်ဝိသိကိစ္စတန်တရားမဝေခွဲနိုင်မှုတယ်ဟုတ်လားပြီးတော့ဗါတော့သီလပတ္တဝါပိတယ်မဂ္ဂင်၈ပါးအကျင့်မြတ်တရားကလည်းလို့ကျန်တဲ့အကျင့်တွေနဲ့ငြိမ်းချမ်းမှုအစစ်နိဗ္ဗာန်ကိုရနိုင်တယ်လို့မှားယွင်းတဲ့အမြင်ခွေအကျင့်နွားအကျင့်လို့စာရဲကတော့အဲ့လိုပြောတာပေါ့ဟုတ်လားမဂ္ဂင်၈ပါးအကျင့်ကလွဲလို့ကျန်တဲ့အကျင့်တွေနဲ့နိဗ္ဗာန်ကိုရနိုင်တယ်လို့ယုံကြည်ရင်အဲ့ဒါသီလပတ္တပရမတ္တတန်ရောစဉ်ခေါ်တယ်ဟုတ်လားအဲ့ဒါကိုလည်းဘာဖြစ်သွားပြီတော့ဖယ်လိုက်ပြီတဲ့ဟုတ်လားသစ္စာပိဌာဏတိအပပကာတောစတုအပါယိရှဝိပ္ပမုတောသစ္စာပိဌာဏတိအပပကာတောယုံညံ့တဲ့အလွန်ကြီးမားတဲ့ဆိုးဝါးလွန်းတဲ့ယုံညံ့မှု6မျိုးကိုလည်းပယ်လိုက်ပြီတဲ့အဲဒီဆိုးဝါးမှု6မျိုးကဘာတော့ဘုရားကိုသွေးစိမ်းတရားလှုပ်တာတန်ခါသင်ခွဲတာအမေတ္တာဖေတ္တာယန္တာတ္တာပြင်စန္ဒရိယက5ပါးပေါ့နော်အဲ့ဒီ5ပါးနဲ့ဘုံဘုံတို့ဘုရားမှာတပါးကျန်တဲ့ပုဂ္ဂိုလ်ကိုဆရာလို့ညွှန်ပြတယ်လို့ခေါ်တာပေါ့အဲ့ဒါတစ်မျိုးပေါင်းလိုက်ရင်6မျိုးဟုတ်လားအဲ့ဒီ6မျိုးကိုသောတာပန်ဟာမလုပ်တော့တကယ်တမ်းကဒါကပုထုဇဉ်ဘဝဟာဆက်စုပ်ဖွယ်ကောင်းလွန်းလှတယ်ဆိုတာကိုထင်ရှားပြဖို့မြတ်စွာဘုရားဒီလိုဟောတာတကယ်စင်စစ်သောတာပန်အဖေအမေကိုမပြောနဲ့တိဋ္ဌာန်ကိုတောင်မတတ်တော့ဘူးပွဲစိတ်ကလေးကိုတောင်မတတ်တော့ဘူးဒါဘာလို့အဲ့လိုပြောရတာတော့သောတာပန်အဖေအမေကိုမတတ်တော့ဘူးလို့ပြောတာပုထုဇဉ်ကတတ်နိုင်သေးတယ်ဆိုတာကိုပြခြင်းလို့ဒီဟာကိုပြောတာသဘောပေါက်လားမသိဘူးတကယ်စင်စစ်သောတာပန်ဖြစ်သွားပြီဆိုရင်တိဋ္ဌာန်လေးရဲ့အသက်တောင်ရှင်လေးချဘူးလေးရဲ့အသက်တောင်မတတ်တော့ပြောင်းလဲသွားတာဆိုတော့အဲ့ဒါကိုပြောတာဟုတ်လားအဲ့လိုသူကအတွင်းကပြောင်းလဲသွားတဲ့အခါကျတော့သူ့ရဲ့အကျိုးရလက်တွေလည်းဘာဖြစ်သွားတော့ပြောင်းလဲသွားပြီအကြီးမားဆုံးသောအပြင်ဘက်ကအပြောင်းကဘာတော့စတုဟာပါယေဟိရှဝိပ္ပမုတောအပေလေးပုံသူနဲ့မဆိုင်တော့ဘူးဖြစ်သွားတယ်သူ့ရဲ့အတွင်းထဲမှာတက္ကာဒိဋ္ဌိရဲ့ဝိသိကိစ္စရဲ့သီလပတ္တရဲ့ခုနပြောတဲ့ယုံညံ့မှု6မျိုးကိုပယ်လိုက်တဲ့အခါကျတော့အပေကြလောက်အောင်ကြမ်းထမ်းတဲ့ကိလေသာမရှိတော့ဘူးအပေကြလောက်အောင်ကြမ်းထမ်းတဲ့ကိလေသာမရှိတဲ့ကြောင့်သူပြုတဲ့ကံကလည်းအပေကြလောက်အောင်မပြင်းထန်အကုသိုလ်တော့မကင်းသေးဘူးသို့တော်လည်းပဲအဲ့ဒီအကုသိုလ်ကအပေပို့လောက်အောင်အထိမကြီးမာဘူးသူ့အတွင်းကိုသူဘာဖြစ်သွားတော့ပြုပြင်ပြောင်းလဲလိုက်သလိုဖြစ်သွားတယ်နိဗ္ဗာန်ကိုမြင်တာနဲ့အတွင်းကဘယ်လိုဖြစ်သွားပြောင်းသွားအတွင်းကပြောင်းတော့အပြင်ကလည်းပြောင်းသွားအဲ့တော့ဘဝကတကယ်တမ်းကစိတ်ပြောင်းမှဘဝပြောင်းမှာစိတ်မပြောင်းရင်ဘဝမပြောင်းဘူးဟုတ်လားဒါကြောင့်မလို့ဘုန်းဘုန်းတို့ရဲ့အနာဂတ်ကဒီအခုပြစ္ဆုတ်ပန်ကနေထိုင်ပြီးတော့ပြောင်းမှအခြေအနေကကောင်းမှာပေါ့နော်သဘောပေါက်ရဲ့လားအဲ့ဒါကြောင့်မလို့ကြီးမားတဲ့အပြောင်းလဲဆိုတာနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်မှသာလေကြီးမားတဲ့အပြောင်းလဲဖြစ်မှာနောက်မရှင်တော့မပြောင်းလဲဘူးဟုတ်လားဒါမြတ်စွာဘုရားလက်ထက်ကနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုသွားကြလို့ကြီးမားတဲ့အပြောင်းလဲကြီးတွေနဲ့ပြောင်းလဲသွားကြတဲ့ပုံကိုယ်တွေရဲ့အကြောင်းကိုပြောရင်ကုန်နိုင်ပွဲမရှိဘူးနော်ခုတ်စုတ်တရာတို့ဆိုရင်တနေ့ပန်းဖို့ရှစ်ချက်တည်းကခိုးနေတာသောတာပန်ဖြစ်တော့ခိုးသေးလားမခိုးတော့ဘူးသူခိုးခဲ့တယ်ဆိုတာတော့ဝန်ခံလိုက်သေးတယ်ပြောင်းလဲသွားတာလေဘာအရေးကြီးတယ်ဘာအရေးမကြီးဘူးအကုန်သိတယ်ဟုတ်လားပြောင်းလဲမှုအကြီးကြီးဖြစ်သွားတာဟုတ်လားအဲ့ဒါတွေကိုဘုန်းဘုန်းတို့တက်တည်တာရကအနေနဲ့ပြောမယ်ဆိုရင်တရားနောက်ပြောခြင်းတဲ့အပိုင်းလေးကိုပြောလို့ရမှာမဟုတ်တော့ဘူးเนาะအဲ့တော့ယဟန္တာဖြစ်သွားပြီအရဟတမေညာအရဟတဖို့ညာရသွားပြီဆိုရင်တော့ဒါနောက်ထပ်ပြောင်းစရာမရှိတော့အောင်ကိုပဲပြောင်းသွားပြီလို့ဆိုရတော့မယ်လုံးဝသူ့စိတ်နှလုံးဟာတန်ရှင်းသွားပြီနောက်ထပ်ဒီစိတ်ကိုတန်ရှင်းဖို့အတွက်အတိဉာဏ်တစ်ခုရဖို့အတွက်သူကျင့်เสียပြုလုပ်เสียကိုမလိုတော့ဘူးကတံကရဏီယံလုပ်เสียကိစ္စအကုန်လုံးပြီးသွားပြီဟုတ်လားစိတ်ကအစင်ကြယ်တုံးကြီးဖြစ်သွားပြီအတန်ရှင်းတုံးကြီးဖြစ်သွားပြီဘာအညစ်အကြေးမှမရှိတော့ဘူးဘာအမှားမှလည်းမရှိတော့ယဟန္တာဖြစ်သွားပြီဆိုရင်သဘောပေါက်ရဲ့လားဒါနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ကြလို့နော်အတီးတီးအရိယာသူတော်စင်ကြီးတို့ကသူတို့ရဲ့ဘဝကိုအကောင်းဘက်ကိုဥတည်ပြီးတော့ပြောင်းသွားကြတာပေါ့နော်ဟုတ်လားနောက်ဆုံးဆင်းရဲတဲ့ဒီဘဝတန်တရားကိုသူစွန့်ပစ်ပြီးတော့ချမ်းသာတဲ့နိဗ္ဗာန်မှာမျက်မှောက်ပြုကြတာပေါ့သဘောပေါက်ရဲ့လားဒါကဘုံဘုံတို့
နိဗ္ဗာန်ရမှာပြောင်းလဲမယ်ဆိုတာလေးကိုနိဗ္ဗာန်ကိုရအောင်ကြိုးစားအထုတ်လို့စိတ်ထက်သန်ဖို့ပြောတာပေါ့နော်တော့ကျန်တဲ့အချိန်လေးမှာဘာပြောမလို့နော်ဒီလောက်မြင်ဖို့ခက်ခဲတဲ့အကောင်းဆုံးချမ်းသာလို့မြတ်စွာဘုရားချီးမွမ်းထားတဲ့တည်သွားမှသာလျှင်တကယ်ဘဝမှာချမ်းသာတဲ့ဘက်ကိုပြောင်းလဲသွားမယ်ဒီလောက်အရေးပါတဲ့နိဗ္ဗာန်ချမ်းသာကိုရအောင်ဘုန်းတို့ဘယ်လိုလုပ်မလို့ဆိုတဲ့အပိုင်းဟုတ်လားအဲ့ဒါလေးကိုဘုန်းဘုန်းကအကျဉ်းမြင်လေးပါပဲပြောပြခြင်းတယ်ဧကာယနောယံဘိခဝေမေဃောတတ္တနဝိတုဒ္ဓိယတောကပရိဒေဝနာတမတိကမာယဒုက္ခဒေါမနတနာအထင်ကမာယညာယတ္တအဓိကမာယနိဗ္ဗာန်တတစ္ဆိကိရိယာယယရိဒံစတ္တတော်တတိပဋ္ဌာနာဒါလောက်ဆိုရင်ရိပ်မိမယ်လို့ထင်တယ်နော်ယဟန်တို့တဲ့ဟောဒီတတိပဋ္ဌာန်တရားဆိုတဲ့လမ်းဟာတဲ့ရှောက်လမ်းမယ်ဆိုလို့ရှိရင်အကျိုးကျေးဇူး9မျိုးရမယ်သေချာပေါက်ရမယ်အဲ့ဒီအကျိုးကျေးဇူး9မျိုးရဖို့အတွက်နော်ရှောက်လမ်းရမယ့်လမ်းကလည်းဒီတလမ်းပဲရှိအဲ့ဒါဘာလို့ဆိုတော့နံပါတ်1တတ္တနာဝိတုဒ္ဓိယကျင့်သုံးတဲ့ပုဂ္ဂိုလ်ရဲ့စိတ်နှလုံးဟာဖြူရှင်တန်ရှင်းအပြည့်ကင်းသွားမယ်တကယ်ပြောင်းလဲသွားမယ်ပေါ့နော်တောကပရိဒေဝနာတမတိကမာယနော်စိုးရင်ချင်းတောကနဲ့ငိုကြွေးချင်းပရိဒေဝကိုကြော်လွှားသွားနိုင်လိမ့်မယ်တို့ထားခဲ့လိုက်နေမှာထားခဲ့လိုက်နိုင်မယ်ပေါ့နော်ပြီးတော့ဗာပြောတော့ဒုက္ခဒေါမနတနာအထင်ကမာယကိုဆင်းရဲခြင်းဒုက္ခနဲ့စိတ်ဆင်းရဲခြင်းဒေါမနတတရားတွေချုပ်ငြိမ်းသွားလိမ့်မယ်ပြီးတော့ဗာပြောတော့ညာယတ္တအဓိကမာယဉာဏ်ဒီအစစ်စစ်မြင့်ပြီးတော့ဝိပဿနာဉာဏ်ထိုမှတစ်ဆင့်မဲ့ဉာဏ်ဟိုတနေ့ကပြောတဲ့အရိယသစ္စာနာတတ္တနာပေါ့နော်အရိယသစ္စာ၄ပါးကိုထိုးထွင်းပြီးတော့သိတဲ့မဲ့ဉာဏ်အဲ့လိုဉာဏ်ဒီအစစ်စစ်နော်မြင့်မားပြီးတော့ပိုင်ဆိုင်မှုရှိသွားလိမ့်မယ်ဉာဏ်ဒီဟုတ်လားနောက်ဆုံးကြတော့ဗာပြောတော့နိဗ္ဗာန်တစ္ဆိကိရိယာယနော်ဖို့ဉာဏ်ဖြင့်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရမယ်အဲ့တော့ဒီနေရာမှာဘုန်းဘုန်းတို့ဟိုတနေ့ကအရိယသစ္စာနာဒတနာတော်လည်းသစ္စာ၄ပါးကိုသိတာမင်္ဂလာလို့ပြောတယ်အခုကနိဗ္ဗာန်တစ္ဆိကိရိယာယနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုတာလည်းမင်္ဂလာလို့ပြောတယ်ကွဲပြားမှုလေးကိုနားလည်ဖို့လိုတယ်အဲ့ဒါကိုဒီတပည့်ကံဆိုတော့ဘုရားကြီးကဘယ်လိုရှင်းပြတော့ဆိုတော့အရိယသစ္စာနာဒတနာမင်္ဂလာဆိုတာမဲ့ဉာဏ်ဖြင့်သစ္စာ၄ပါးကိုမြင်တာဟုတ်လားနိဗ္ဗာန်တစ္ဆိကိရိယာယဆိုတာဖို့ဉာဏ်ဖြင့်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုတာအဲ့လိုလေးခွဲပြီးတော့နားလည်မယ်ဆိုရင်အလွန်ကောင်းမယ်လို့ရှင်းပြတယ်ဟုတ်လားသဘောပေါက်ရင်လားအဲ့တော့ဒီမှာအဖြေဘုံဘုံတို့တွေးရတယ်ပေါ့နော်အလွန်မြင်ဖို့ခဲရင်နဲ့အကောင်းဆုံးချမ်းသာလို့မြတ်စွာဘုရားချီးမွမ်းခဲ့တဲ့နော်ရရှိသွားမှသာလျှင်ဒုက္ခတွေငြိမ်းသည့်အထိတကယ်ပြောင်းလဲသွားမယ်နော်နိဗ္ဗာန်ချမ်းသာကိုရကျင်တယ်ဆိုရင်ဘယ်လိုလုပ်မလို့တတိပဋ္ဌာန်တရား၄ပါးကိုပွားများရမယ်ဓာတ်ရိုက်ဟောတာနော်ဟုတ်လားနိဗ္ဗာန်တစ္ဆိကိရိယာယနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုခြင်းကနော်ဧကာယနောတကြောင်းတည်းသောလမ်းဖြစ်တယ်ဒီလိုဟောထားတာဟုတ်လားအဲ့တော့တတိပဋ္ဌာန်တရား၄ပါးဆိုတာဘာတော့နော်ကာယဝေဒနာစိတ်ဓာတ်ဓမ္မလို့ဆိုတဲ့ကိုယ်ခန္ဓာမှာဖြစ်ပေါ်နေတဲ့သဘာဝတရားတွေပါပဲအနှစ်ချုပ်လိုက်ရင်ဟုတ်လားအဲ့ဒီသဘာဝတရားတွေကိုနော်ဖြစ်နေတဲ့အခိုက်အတန့်မှာသူဖြစ်နေတဲ့အတိုင်းဒါကိုဖြစ်နေတယ်လို့သတိထားနေဖို့သိနေဖို့အဲ့လိုဇက်တိုက်တိနေအောင်လေ့ကျင့်တာတော့ဒါပါတော့တတိပဋ္ဌာန်တရားပွားများတယ်လို့ခေါ်တယ်နော်လွယ်ရစရမယ်ဆိုရင်ဘယ်လိုစခိုင်းတော့မြတ်စွာဘုရားနော်ဝင်လေဝင်တိုင်းတိထွက်လေထွက်တိုင်းတိဒါကိုမြတ်စွာဘုရားဟောပုံအတိအကျပြောမယ်ဆိုရင်တတိရှိလျက်ဝင်သက်ကိုဝင်စေအံ့ဟုကျင့်၏တတိရှိလျက်ထွက်သက်ကိုထွက်စေအံ့ဟုကျင့်၏ဟောဟုတ်လားဆိုလိုတာကလေဝင်လည်းသိနေတယ်အသိမရှိဘူးမဟုတ်ဘူးကျန်တဲ့နေရာတွေးနေတာမဟုတ်ဘူးလေထွက်သွားရင်လည်းအဲ့ဒီထွက်သွားတာကိုသိနေတယ်ဟုတ်လားအဲ့တော့တတိပဋ္ဌာန်တရားပွားတယ်ဆိုတာဘာတော့ကိုယ်ခန္ဓာမှာဘာပဲဖြစ်နေတာတွေကိုတတိရှိဖို့သိနေဖို့ဟုတ်လားအဲ့လိုတတိရှိပါများလာလို့ရှင်ကိုကြည့်နေတဲ့ဒီအရာနဲ့ပတ်သက်ပြီးတော့တဖြည်းဖြည်းနဲ့နားလည်လာမှာပဲပြောရရင်ကြည့်ပါများရင်မြင်မှာပဲမြင်ပါများရင်သိမှာပဲဟုတ်လားတကယ်ကိုပဲဒါဟာဒုက္ခသစ္စာပါလို့ပိုင်ပိုင်နိုင်သိတဲ့တနေ့ဒီဒုက္ခတွေရဲ့ပုံမှာဆွေးလန်းမှုမဲ့မုံမှုတဏှာလောဘကိုသူ့အစဉ်နဲ့သူပယ်တတ်နိုင်မှာပဲကိလေသာတရားတွေသူ့အစဉ်နဲ့သူချုပ်ငြိမ်းသွားမှာပဲဒုက္ခလို့မသိသေးလို့ကိလေသာတွေဖြစ်နေတာ哦သဘောပေါက်ရဲ့လားဒုက္ခလို့ကလည်းဘာလို့မသိတာတော့ဒီယုံ nant ဒုက္ခကြီးဒုက္ခဖြစ်နေတာသိကြပါလဲကဲနဲ့ကိုယ့်ရဲ့စိတ်ကဒါဟာဒုက္ခဘာလို့မသိရတာတော့သိအောင်မှမလုပ်ပဲကိုသူ့ကိုသတိမှမထားပဲကိုဟုတ်လားသူ့ကိုဘုံဘုံတို့ကအလွယ်လွယ်မှားမှားပဲသုံးသပ်နေတာပဲများတယ်နော်ပြည့်ညက်တင်ပြီးတော့နော်အလွယ်လွယ်မှားမှားနဲ့ပဲဘုံဘုံတို့ကနော်ဘာလို့လဲမှားယွင်းတဲ့နီးနဲ့ပဲရှုမြင်နေကြတာများတယ်နော်မှန်ကန်တဲ့နီးနဲ့မရှုမြင်ဘူးဟုတ်လားအဲ့တော့တတိပဋ္ဌာန်ဆိုတာဘာတော့ဘဝခန္ဓာရဲ့ပုံမှာမှန်ကန်တဲ့နီးနဲ့ရှုမြင်တတ်ဖို့မြတ်စွာဘုရားသင်ပေးတာတော့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဘာပဲဖြစ်ဖြစ်ဟုတ်လားချမ်းသာတာဆင်းရဲတာခံစားမှုပိုင်းဆိုင်ရာနော်
စိတ်ရဲ့အတွေးတွေနော်ဖြစ်သမျှတဘာဝတရားတွေကိုအကုန်လုံးဒါတွေဟာသိရမှတ်ရမယ်နားလည်အောင်လုပ်ရမယ်အရာတွေလို့သဘောပေါက်ပြီးတော့ဖြစ်လာသမျှတဘာဝတရားအလုံးစုံကိုတတိထားပြီးတော့ဘုံဘုံတို့ကြည့်မယ်ဆိုရင်ဒါဘာလို့တခေါ်တော့တတိပဋ္ဌာန်တရားပွားများတယ်ဟုတ်လားအဲ့လိုကြည့်ပါများလို့မြင်ပါများလာပြီသိပါများလာပြီဆိုရင်ဒီအသိဟာတဖြည်းဖြည်းနဲ့စင်ကြယ်ပြီးတော့နောက်ဆုံးမဉ္ဇဉ်ဘုံဉ္ဇဉ်အဆင့်ကိုရောက်မသွားပြီဘူးလားရောက်သွားနိုင်မယ်ဒါလိုရင်းလေးကိုပြောပြတာဟုတ်လားဒါကြောင့်ဒီကနေ့ပြုလို့အပ်သောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစုစုတို့ရဲ့စွမ်းတတ္တိကြောင့်ဖရာတပည့်တော်တို့သည်မဉ္ဇဉ်ဘုံဉ္ဇဉ်မျက်နှိပ်ပံကိုလျင်မြန်ထုတ်ချောက်မျက်မှောက်ပြုပြရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်းဘဝတုသဗ္ဗမင်္ဂလာရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝေနတရာဒုက္ခိဘောတုတိဘဝတုသဗ္ဗမင်္ဂလာရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာ ानु ဘာဝေနတရာဒုက္ခိဘောတုတိဘဝတုသဗ္ဗမင်္ဂလာရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာ ानु ဘာဝေနတရာဒုက္ခိဘောတုတိတေတုံဝါကသင်တရားနာပိသပေါင်းသူတော်ကောင်းတို့သာတာအလုံးသောတတ္တဝါအနန္တတို့အားသဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းဆိုသမျှမင်္ဂလာဝဝတိဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းသဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နာကောင်းနာပေါင်းတို့ကလည်းပဲရက္ခန္တုကောင်းစွာမသွေစောင့်ရှောက်တော်မူနိုင်ကြပါစေတည်းသဗ္ဗဗုဒ္ဓ ानु ဘာဝေနခေငါဝါလူသေးစုမကပွင့်တော်မူကြတဲ့ဆွေဆိုတော်တာပါဘုရားရှင်ကိုတော်မြတ်တို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗဓမ္မ ानु ဘာဝေနမဲလီရန်ဖူလီရန်နိဗ္ဗာန်ပရိယတိဟုဆိုသောစေတံတော်တရားတော်မြတ်တို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗသံဃာ ानु ဘာဝေနဘဂထံလေးရောက်ပလထံလေးရောက်ဆိုသောရှင်ရောက်တော်ရိယသံဃာရှင်မြတ်တို့နှင့်တကွာသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့နှင့်ပြည့်စုံတော်မူကြတဲ့သမုဒိတံဃာအရှင်ကောင်းအရှင်မြတ်ပေါင်းတို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းတရားနေရောညပါဘေခမဆိုင်ခြင်းရှိတိုင်းဒုက္ခိကိုယ်စိတ်နှပြချမ်းပါချမ်းသာခြင်းရှိကြကုန်သည်ဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း